Ô ta bùi ta bao tu đồ gong đồ u zen đồ sinh đi à tông lực à thoại ra nhẹ xóa phía thì luna bia ma ta đào đôi hít đã tu cả con yêu sang ta asi bo tu bo ba se shen jo nga le sinh ngao wa kala pat long mane mana tự bịt mà vi ni hu xóa to bịt cái tông phong tia đồ miya go ô cha đồ mu ke ba de đồ sinh đi à tông lực à thoại ra nhẹ xóa phía ô cha đồ mu a to tự bịt mà vi ni tia đồ đồ đuôi nhẹ xóa phía mà ta cái tia tông cứ cái sông la biển này phía đồ mu đi ne ma sa yue nà laပြည့်မြောက်သောအခါဣတိပရဏမိင္ကတာဝင်ယုံသားမှုစုံမြိုင်တော့မှာဝဉ္ဇာစူးစူးတရားမှုတို့ကျေပြူလေးစွာဟောကြားမည်ဖြစ်သောဓမ္မစကပွားတနာသုတ်တံဆိုတဲ့ဒေသနာမြတ်ထုတရားဥကိုကွန်တိုင်းညဝဘဗိုက်ရိယမဟာနာအတ္တစိတ်တို့ဆိုတဲ့ပြင်စဝဂီထေငါမျိုးဥဒေခေါင်ပြမှုထားရဟောကြားလိုက်ဖွင့်ကျူးရင်တို့မူခဲ့ပါတယ်ကံကဝါလူသေးစုမကပွင့်တော်မူကြကုန်သောဖယားစုစုတို့ရှေးဥစွာဟောကြားမည်ဖြစ်သောဓမ္မစကားပွားတနာသုတ်တံကိုဒီကနေ့အားလုံးသောကဘာသူကဘာသာတတ္တဝါအားလုံးအင်ရေကန်ရန်ဆွေချမ်းရဲ့ကောင်းကျိုးချမ်းသာမင်္ဂလာနှင့်ပြည့်စုံစေဖို့ပါဠိမြန်မာနှစ်ဘာသာဖြင့်ရွတ်ဖတ်ပူဇော်ပေးပါမယ်ဓမ္မစကားပွားတနာသုတ်တံဒေသနာတရားတို့ကိုရွတ်ဖတ်သရစေတဲ့နေရာမှာမြန်မာနိုင်ငံသူနိုင်ငံသားတို့အနေဖြင့်ပါဠိဘာသာသက်မဟုတ်မြန်မာအနက်တိုက်ပြေပါတွေးဖက်ပြီးတော့ပါဠိမှန်မြန်မာနှစ်ဘာသာဖြင့်ရွတ်ဖတ်ပူဇော်သွားရင်ဖြင့်မိမိတို့ရဲ့နှလုံးသားထဲမှာအနက်တိုက်ပြေပါအာရုံပြုနိုင်ကြမှာဖြစ်သည့်အတွက်ပါဠိမြန်မာနှစ်ဘာသာဖြင့်ရွတ်ဖတ်ပူဇော်သွားရမှာဖြစ်ပါတယ်ဒီတော့ဒီဓမ္မစကားပွားနာသုတ်တံကိုမရွတ်ဖတ်မပူဇော်မီဓမ္မပိုင်ရှင်ဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဂုဏ်တော်ကိုအာယုန်တစ်ပါးစိတ်မသွားဖေဂုဏ်တော်ထုံမှပုံတော်မှန်ပြီးတော့ပူဇော်ကြရမှာဖြစ်ပါတယ်ဧတရငါးတံဘွေတုကံသည်ရှင်အာနန္ဒမထေရမြတ်သည်မြတ်စွာဘုရားရဲ့သုတ်တံဒေသနာအဘိဓမ္မာဒေသနာဝိနည်းဒေသနာပိဋကသုံးဖုံတရားဒေသနာကိုရွတ်ဖတ်သရစေတဲ့နေရာမှာမြတ်စွာဘုရားအလောင်းတော်ဘဝတုန်းကဖြစ်ကျင့်ခဲ့မှုသောပါရမီဂုဏ်စာကဂုဏ်စရိယဂုဏ်နဲ့တကွနောက်ဆုံးဘုရားဖြစ်တော်မူတဲ့ဘဝမှာမေရမယဝံကြားတိုင်းမှာပြိသန္တိနေတော်မူတဲ့ပုံလုံမဏီသာမအင်ကျင့်တို့မှာမွေးဖွားတော်မူတဲ့ပုံမွေးဖွားပြီးတဲ့နောက်စိတ်ချောင်းနဲ့ရောက်သောအခါမင်းဆက်တက္ကမဆန်းဘူးသောရမသုဘသူရမဟုစွာသောရွှေနဲ့သုံးဆောင်မှာရသောရမှုရှိသောမောင်မပေါင်း၄တောင်ရှမ်းရန်လျက်မင်းတို့ရဲ့စိတ်စဉ်ရှမ်းသာတို့ကိုစိတ်သုံး၌တိုင်းတိုင်းခံစားတော်မူပုံတတ္တဝါပြန်စိတ်ကိုယ်၌ရောက်သောအခါသူဝသူနာသူသိယံဆိုတဲ့နမိတ်ကြီး၄ပါးထင်လာသဖြင့်ထိနှံစိတ်စဉ်ကိုဆွမ်းပြီးတော့တိုးထွက်တော်မူတဲ့ပုံအနောမသောကံယမဂရိကာရပြန်မဆက်ကလူတိုင်းတဲ့ဖန်ဝါသင်္ကဝတ်ဆင်မြန်ပြီးတော့ရဟန်းပြုတော်မူခဲ့တဲ့ပုံထိုမှတပံနာနမတိထိနဲ့ဝဲကွာဥရဝေလာတောမြင်သာဝေတန်ရှာတွက်စိတ်6နှစ်တို့ကာလပတ်လုံးခန္ဓာညို့ကိုကြွေလို့မခံအာကုန်ခံအောင်ပင်မဆင်ရပြုနိုင်ခဲ့တဲ့ဒုက္ခရစရိယာအကျဉ်းတို့ကိုသွေးသားခန့်ရှာအသက်ပင်ပျောက်ပြဟုမကြောက်မရွံ့နောက်မတွန်းပင်သက်စွန်ကြိုးပန်ဖြည့်စွန်အာရုံတော်မူခဲ့တဲ့ပုံထိုမှတပံမာသကရတရား3ခုကဆုံလပြည့်နေ့မှာဒီကနေ့ဗုဒ္ဓဂယာလို့ခေါ်တဲ့မဟာဗောဓိမန္တိုင်မှာထောင်ကရာကိလေသာတို့ကိုဝါသနာနဲ့တကွပေသာပြီးတော့အရတ္တမညာတိုက်မိတာရွှေဉာဏ်တော်ရပြီးတော့ဖျားဖြစ်သို့ရောက်တော်မူပုံထောမတပံဖျားဖြစ်ပြီး2လတည်းနဲ့ပြည့်တဲ့နေ့ဣတိပရဏမင်္ဂရာဝံယကုံသားမို့စုံမြိုင်းတော်မှာပွင့်ကြစုစုတရားမှုတို့ကျေပြူလေးစဟောကြားမြင့်ဖြစ်သောဓမ္မစကားပွားတနာသုတ်တံဆွာသောဒေသနာမြတ်တို့တရားကိုဟောကြားတော်မူနေတဲ့ပုံစရှိသည်ဖြင့်ရှိသမျှအောက်သွန်ဘုရားရှင်၏ဂုဏ်တော်အနန္တကိုထုံဝန်းပြီးမှရှင်အာနန္ဒမထေရမြတ်သည်မြတ်စွာဘုရားရဲ့မုခပိုက်ဒေသနာတရားတော်မြတ်ကိုရွတ်ဖတ်သရစေပူဇော်လေးရှိတယ်။အာယသမအာနန္ဒထေရဝိယဆိုတဲ့ဒေသနာတော်အတိုင်းရှင်အာနန္ဒထုံနှလုံးမူပြီးတော့ဓမ္မစကားပွားတနာသုတ်တံကို
မပူဇော်မီမရွတ်ဖတ်မီမနာကြမီဓမ္မစကပွားဒနာသုတ်တန်ဒေသနာပိုင်ရှင်စိတ်မှဖြစ်တော်မူသောဖျားရှင်ရဲ့ကိုတော်မြတ်ကိုဂုဏ်တော်ထုံမှပုံတော်မှန်းပြီးတော့ရှိဥစွာဗုဒ္ဓဝံကျင့်ချုပ်ဖျားရှိခိုးဖြင့်ရှိခိုးပူဇော်ကြရအောင်အနန္တကုဏသမ္ပန္နောအာရဟံသအနန္တသင်္ရှိတွေ့ရမယမြာလာတောင်းပြောင်းကုန်တော်ပေါင်းတော်၌ပြည့်စုံတော်မူပေထသောကောရမောကောဓမຫນွေဘွားငါတော်မြတ်စွာဘုရားသည်ဒီပင်ကရပါရမူလိသာရမန္တကဘာမ၌ဝဉ္ကြထင်ရှားရာလေးပါတွင်တပဝင်သည်ဒီပင်ကရာမြတ်စွာသနှင့်ခြေတော်ရဲ၌နေယတာမာလယသေးသူမေတာဖြစ်စဉ်ခါကတရာပုံမိုးလွန်ကျင်ညို၍ကိုကိုဝဆင်းတရခန့်သဖြင့်ရှင်ရဲမြတ်စွာဒီပင်ကရာကကဘာပတ္တနောင်ကာလ၌ဗုဒ္ဓတဆုပွင့်လင်ဟူ၍ခွန်ယူလျှိုးမြနှုတ်တော်သည်နိဒကိုပွင့်ပြတဲ့အောင်ပန်တော်ကိုပိလန်ဒိတ်တွားနရသောလောင်းလျာသူမိတာနှင့်မကွာအတူပဋ္ဌနာမူလျက်ကြည်ဖြူနှိုက်သက်ဥထက်၍ပန်းစင်တော်မူခဲ့ပြီး၍ကာမတရသသာတိကာနိကဘာတွယ်ကိန်းတသိမ့်အလွန်ရှိကုန်သောသတ္တာရိအသင်ရှိယာနိလေသင်ရှိတို့ကာလပတ်လုံးသမဒိန်သာပါရမီယောဒါနာစမြော့လာပေါ့ရေ30အညီပါရမီတို့ကိုပူရေတွာယုတ်အလအမြအားဖြင့်ဖျားဖြစ်ရန်ရည်တန်ကျိုးကုတ်ဖြည့်ခြင်းအတော်မူပြီး၍အိုက်ဒီမေဘဝေဒီပင်ကရမြတ်စွာကျူ၌ပြာတိုက်တော်လာကဘာပတ္တဆုံးစွမ်းသောဘဝ၌ဒေဝေယကပိလဝပြည့်ရှင်ဘယင်သုတ်တော်ဒနာနတ်မတောင်ညာ6ပြက်ကွာသည်မာယာဒေဝိမေသည်ထွာထသောင်းရွှေဖျား၏ကောင်းစိမင်းတန့်ရှင်သက်မြဲဝမ်းကြတိုက်၌ဝသိတွာဘိုးတို့သက်ကြအစနာမေဖြိုကျွင်းတွဲစိတ်တက္ကရိ6ဆွေခွန်ဝဲတင်းစွမ်းညိုညိုတုံးလုံးစောသည်ဝါစောလပြေကြွက်မယ်နေ၌ချမ်းမြေတန်းတွေဆွေနေစံပြိုကင်းအောင်တော်မူပြီး၍လုံမိနေဝနေနှမျိုးတော်သုံးပတုံးခြင်းငယ်ထွေကာရှက်၍ပြန်တက်ရင်ကျူးလွန်ပြုံမြူသောမျက်ဖုန်ကြီးကြီးပွင့်မှုစီသည်လုံမဏီသာမို့အင်ကျင့်တော်၌ဝိဇာရိတ်တော်60ချေခုယရုသာယဝိသာခာနှင့်တန်ဃာတိန်ဘုံစံတွေ့ကြုံသောကဆုံလပြည့်တောက်ကြနေ၌ချမ်းမြေသာယာနတ်ပြန်မာနှင့်ဘောဘာအပေါင်းရခါညောင်း၍တသောင်းလောကဓာပိတင်ထက်မြနှက်ဆကြိုကျူးသူထတုအောင်မိရှုတန့်စင်ဖောမြင်တော်မူပြီး၍လောလသဝတာကာလေး16နှစ်တက္ကရာသို့တွက်စိတ်ပြည့်မြောက်၍တော်ရောက်သောအခါ၌ရာဇတိရိတသိန်း6သောဆွေတော်ပေါင်းနှင့်မောက်မမိုက်တန်4သောရှံ၍ရာမသူပါသူရာမဟုထွန်းပပြုတ်ပြောင်းနန်းသုံးဆောင်ဝဲရွှေရောင်နှိုက်စနတ်တမြသောပတ္တကိဉ္စနာပိမာရွှေလိုမရသောနှင့်နဘောသက်ဝေမြတ်နဲ့ရွှေလိုဂေတောစရွှေလက်ထ၍နတ်ရတိဖြူသိကြတူလျင်စိုးယူပိုင်နဲ့ပွဲစုံခန်းလျက်မဲမဲတို့သည်ပုံမီနေလမရပြိန်ဖို့မိတ်အတရေတော်ကိုအနုဘဝိတဝနာ33နိုင်မြအာရရွှင်ပြောခံစားဆန်စားတော်မူပြီး၍ဧကုဏတိန်သာဝတံတောထွယ်ပေါ်ရန်ရှင်းတန်းသမျှကရကရာသည်ပါရမီဆိုနိုသက်၍တော်29သို့ပိုင်တော်တဖြည်းဖြည်းတရွေ့ရွေ့ကြည်မြောက်၍ရောက်တော်မူလာသည်ရှိသောစတုရောနိမိတ်တေသူဩသူနာသူသေးတခယံတခြား၄ပါးသောနမိတ်ကြီးတို့ကိုဒိတ်သောဥယျာဉ်တော်ကစားရန်ထွက်ဆန်းတော်မူစဉ်တွေ့မြင်တော်မူရလေသောကြောင့်နိဗ္ဗာန်ဒိတ်တွာနာတိတော်နတ်တော်ကျငန်းတော်၌မပြိုမမွေညီငွေတော်မူလာသည်ဖြစ်၍နေကမန္တော်ကိုယ်စေခွန်ခုယေရုရွှန်ဆိုဝါဆိုပုံနမပြက်ကအတိနာဆွေခြင်းယာမတိရှာမြဲကျူရာဟုဘုံဟဲ့ဖွားသည့်နေပင်မမွေနိုင်အောင်တန်ဝေဆောင်၍ပန်းကောင်းကားလတိုးတိုးမြဖြင့်သန္နာမကျော်အပါခေါ်၍စိတော်ရင်လကန္နကနှင့်နမ်းမခွာရှောင်းတော်မသောတော်ရောက်အောင်မပြတ်ထွက်ကြည့်ထွက်တော်မူလျက်ဘာပဆိုင်ဒွါနာဗတ္တကိဉ္စနာလာမြတ်ပြောရသောကျင်ဆွေနန်းလုံးမဲသည်ရိတ်ခွေသုံးသထုံးပွေအပ်သည်ရှောင်မြယရနာစံကေသာကိုတွေ့တာမထာဘေကရှာလျက်ထက်ပြပြန်မှကတ်လူလာသည်ရောင်ဝါတင်းဆန့်ကြာသင်ကန့်ဖြင့်ခိနမူရာစွန့်ပစ်ကားလျင်ကြည်သာရွှင်လန်းတော်မြိုင်တတ်မှယဟပြုတော်မူပြီး၍
စာဘသာနိနနမဏီချီနဲ့ဝဲကွာဥရုဝဲလာတော်မြင်သာဝဲသင်္ရှာတွက်စိတ်၆နေတို့ကာလပတ်လုံးဒုက္ခရစရိယာနီခန္ဓာညို့ွယ်ကြည်လူမခံအာဂုံခန့်အောင်ပင်ပန်းဆန်းရဲ့ပြုနိုင်ခဲ့သည့်လွန်ကေသောအကျဉ်တို့ရတို့ကိုစရိတ်တွာနာသွေးသားခန့်ရှောက်အသက်ပင်ပျောက်ပြဟုမကြောက်မရွံ့နောက်မတွန်းပေသက်စွန်ကျိုးပန်းဖြစ်စွန်ကျင့်ကြံအရတော်မူပြီး၍ဘောဓိမန္တေအဝိဇိတာဌာနသာစီရှစ်တေနှောင်းပြဲအရှက်အရှာမင်္ဂလာဘူမိသူမရှိသည်ဘောဓိမန္တန်မြုခိုင်း၌ပြင်စမာရေဒေဝဗုဒ္ဓစသည်ပြမင်္ဂပါတို့ကိုစိတ်တွာနာပါရမီတော်မြတ်အရတ္တမေတော်တန်လျက်ဖြင့်ပေဖြက်ခုတ်တွင်သုတ်သင်ရှင်းလင်အောင်ဝေခန့်၍အောင်တရန့်ကျူကျူအောင်လန်တို့လွန့်တူတော်မူပြီး၍ဗုဒ္ဓဘာဝံလေးပါးသိစာပုရိအာကိုဆရာမကူသယံဘူးဖြင့်နုမြူမကြံမဖောက်ပြန်ပေဝေဖန်ပိုင်းခြားသိမြန်းကြသည့်သုံးပါလောကမကုတာထွက်ဘူးအောင်ပွဲမှုတဆူနတ်လူတော်မြတ်ရိုက်ဖရာဖြစ်သောပတ္တဝနာရာသုံးခုကျွန်းကဆောင်လပြေဆင်မဲနဲ့ကြွကြွလိုက်စုရောက်တော်မူပြီး၍ဣတိပရဏေဣတိပရဏအမိယသောမိင်္ဂရာယေဘောဓိမန္တမြုခိုင်မှတော့မြိုင်ယူဇနာစိတ်ချက်ကွာရေပါရာပြေစီနန်းစေတိအနိရှင်လျက်သားချင်းငဲ့တော်အသက်ပေးရာမိင်္ဂရာဝုံယုံသာမောဆုံးမြိုင်တော်၌ဓမ္မစကံပုညစုစုသင်္ယဘူးတော်ကြည်ဖြူလေးစားဟောကြားမြဲဖြစ်သောဓမ္မစကပွားတနာသုတ်တန်လိုဆိုတဲ့ဒေသနာမြတ်ထုတရားဥကိုအရေတယိဝါဆိုလပြည့်စနေနေ့၌ရှမ်းမြစ်ကြည်သာတန်ရှိဖြာဖြင့်မဟာဝေဂိထေငါပြီကိုဥဒေခေါင်ပြမှုထား၍ဟောကြားလိုက်ပွင့်ကျူရန်တော်မူခဲ့လည်းပြီတန်ဃောဓမ္မံဃောဓမ္မနွေဖွားတို့ရှင်တော်မြတ်ဖျားကိုကျွမ်းတို့သည်နမမိန်နှိမ့်ဘက်မမြင်ပုဒ်ဝင်ကိုစိတ်တွင်ဆွေးမသတ္တာတဖြင့်လေးမြယူကျိုးနဲ့ဆုံးမော၍ရှိခိုးကတော့ပါဤမြတ်စွာဘုရားဘေကုဏံပင်စဝဂိနံဣတိပရဏနာမကေမိင္ဂတာယေဓမ္မဝရယန္တံနိဗ္ဗာနပါပကံသံပတိနာမကေနမဗျာမေနယာစိတောသတုသေသံပကသိတောလောကနာထောအရေတိဘဝန္တောကလျာဏမိတ်ပေါဩသူတော်ကောင်းတို့သတုသေသံဒုက္ခသမုဒယနိရောဓနှင့်မေဃပညာလေးသိစာဟုလွန်စွာခဲခက်တရားနယ်ကိုဘာဂသိန်တော်တင်မြူကဲစင်ကောင်းခံ၌သွားလာယထာကဲ့သို့ထင်ရှားစွာဟောပြတော်မူလိုသောလောကနာတော်လူနာပြမတတ္တဝါဆုံးဟိန္ဒဂုံတို့၏ခေါ်လုံညွတ်တွက်ကိုစားမိကိုရာဖြစ်တော်မူသောမြတ်စွာဘုရားသခင်ကိုရောမြတ်သည်သံပရိနာမကေနသံပတိအမည်ရှိသောမာဗျာမေနာမြတ်သောဗျာမာမင်းကြီးသည်ယာစီတော်တရားဟောရန်တောင်းပန်အပ်သည်ဖြစ်၍ဣတိပရဏနာမကေဘယပစ္စေကဗုဒ္ဓအရိယာသခင်ထေရှင်တို့ကောင်းခံထက်မှာဆင်းသက်ပြန်ကြွားတော်မူရာဖြစ်သောပြုတ်ပါတိကြောင့်ဣတိပရဏအမည်ရှိသောမိင်္ဂရာယေသသမင်တို့အားဘေးမေပေရာဖြစ်သည်ဒါကြောင့်မိင်္ဂရာဝံယုံသာမောကနိုင်တော်၌ဘေဇဝေကိနံဘိက္ခုနံကွန်တိုင်ညာနှင့်ဝပ္ပမဟာနံထေမွန်အတ္တစီပတ္တိယဟုနာမပွေရှိဝေကိသခင်ထေရှင်ငါဟုတို့အားနိဗ္ဗာန်ပပကံဩနာသေးယေဒုက္ခဘေတို့မှကင်းဝေရာမှမျက်နိဗ္ဗာန်သို့ဧကံဆဆရောက်စေတတ်သောဓမ္မဝရံလူနာပြမသုတ်ချသေးနှုတ်စစ်စဉ်ရှုပ်တို့ထက်ဆတဲ့သင်္ရှာမရေသာအောင်လွန်စွာမောက်မို့မဲ့ဖို့သာလွန်တရားမွန်တို့ကိုအမှန်ဆဆပြေပေတတ်၍မြတ်သောတရားတို့လည်းဖြစ်ပေထသောယန္ဓမ္မစကံအကျဉ်ဓမ္မစကပွားတနာသုတ်တံစွာသောဒေသနာမြတ်ထုတရားဥကိုအရေတယီရှမ်းပြည်တိကြတန်ရှိပြဖြင့်ကောင်းစွာမသွေးဟောကြတော်မူခဲ့လည်းပြီနိုင်ဒီတံသဗ္ဗဒေဝေဟိသဗ္ဗသံပတ္တိသာရကံသ
သဗ္ဗလောကဟိတတာယဓမ္မစက္ကံပရမဟေသဗ္ဗဒေဝဟိအလုံးစုံသောသမုဒ္ဒိနဥပပနှင့်ဝိသုဒ္ဓိနပေါင်းတို့သည်သဗ္ဗဒေဝဟိတောင်းတဲ့စัจ java လာတေစာလျံပါလုံးစုံသောနတ်ဗျာမာပေါင်းတို့သည်နာရီတံလွန်စွာဆုံးမဲ့လိုလာနှိမ့်တဲ့အထာသောသဗ္ဗသမ္ပတိတာရကံသံသာပိစ္ဆုတ်လောကုတ်လောကီနာလီရိုက်ငင်းစည်းစဉ်အတိတိတို့ကိုအပိတိုင်ရောက်စေတတ်တာသောတံဓမ္မစက်ကသုံးတိုက်ဘုံသူနတ်လူပြန်မလွန်စွာလိုလောထိုဓမ္မစက်ကပဝတ္တနာသုတ်တံစွာသောဒေသနာမြတ်တုတရားဥကိုဟေသူတို့ကောင်ပေါင်းတို့မယံအကျွမ်းတို့သည်မေဃဖလာဒုက္ခတယဝေဂီငါအထေရှင်တို့ကဲ့သို့စိတ်တွင်ညွတ်ချက်မဲ့ဖို့ယရနာမြတ်ချမ်းသာကိုကောင်းစွာရရှိပါစေရှင့်အကျိုးငါဗနာမကဘာကဘေတန်ရှိတန်ရှာအလွန်ကြွားမှတခါတလေနာရပေမှုအကြောင်းပြု၍ယခုသေးရှာညီညာဖြင့်ပါဠိမြန်မာနှစ်ဘာသာဖြင့်ကောင်းစွာမသေးရွတ်ပေါ်တရစေကြပါကုန်စို့ဧဝံမေတုတံဧကံသမယံဘဂဝါဗာရဏတိယံဝိဟာရတိဣတိပရဏေမိဂရာယေတတရာခောဘဂဝါပင်စဝကိယေဘိက္ခုအာမန္တေတိဗန္တိကတ္တဗရှင်မကတ္တဗမေမယဘုရားတပေတော်အာနန္ဒတိဘဝတော်မြတ်စွာဘုရားဤထံတော်မှဧဝံဧသောသုတ္တံဥပလကိတံနာကြမှတ်သလည်းရပါ၏ရှင်ဘုရားဧကံသမယံကားတဘော၌ဘဂဝါမြတ်စွာဘုရားသည်ပါရဏတိယံပါရဏတိပြေ၏အနိဖြစ်သောဣတိပရဏေဣတိပရဏအမိယသောမိဂရာယေသတမင်တို့အားဘေးမေပေယဖြစ်သောမိဂရာဝုံယုံသမောအင်ကျင့်တော်၌ဝိဟာရတိဣရိယပဒမြတ်တာရွှင်ပြုံတရသုံးနေတော်မူ၏တတရာခောထောခ၌ဘဂဝါမြတ်စွာဘုရားသည်ပြင်စဝေဂီယေငါဟုစုရှိခြင်းကြောင့်ပြင်စဝေဂီအမည်ရှိသောပြင်စဝေဂီယေငါဟုစုရှိခြင်းကြောင့်ပြင်စဝေဂီအမည်ရှိရာကုန်သောဘိက္ခုယံတို့ကိုအာမန္တေတိမိတော်မူပြီတွေမေဘိက္ခဝေအန္တာပပ္ပစိတေနာနသေဝိတပ္ပကတမေတွေယောစာယံကမေတုကာမတုခံလိကာနုယောကောဟိနောကမ္မောဘောဓဇနိကောအနာရိယောနတ္တသံဟိတောယောစာယံအတ္တကိလမတာနုယောကောဒုက္ခောနာရိယောနတ္တသံဟိတောဘိက္ခဝေယံတို့တွင်နှမျိုးကုန်သောဣမိအန္တာဤအဖို့အစုတို့ကိုပပ္ပေစိတေနယတိယံဖြစ်တဲ့ပုဂ္ဂိုလ်သည်နသေဝိတပ္ပမမီဝိထိုက်ပါကုန်တွေနှမျိုးတို့သည်ကတမေအပေသည်တို့နီဟိနောယုံညံ့သောဂံမောရွာ၌ဖြစ်သောဂံမောရွာနေသူလူတို့၏ဥစ္စာဖြစ်သောဘောဓဇနိကောဖုထုဇံလူပေါင်းသည်လေ့ကျင့်အပ်သောအနာရိယကိလေသာတို့မှမဝိကွာသဖြင့်မတန့်ရှင်းမစင်ကြသောအနာရိယရိယတို့၏ဥစ္စာမဟုတ်သောအနတ္တသံဟိတောစီးပွားနှင့်မဆက်ရှင်သောကာမေသူဝတ္ထုအာယုကာမုံတို့၌ယောဇာယံကာမဒုက္ခလိကာနုယောကောအကျဉ်ကဲ့သို့သောဤကိလေသာကာမနှင့်ရှင်သောရှမ်းသာကိုအဖာမှအထုတ်ခြင်း၎င်းဒုက္ခဆင်းရဲကြောင်းဖြစ်သောအနာရိယောကိလေသာတို့မှမဝိကွာသဖြင့်မတန့်ရှင်းမစင်ကြသောအနာရိယောအရိယာတို့ဤဥစ္စာမဟုတ်သောအနတ္တသံဟိတောကျိုးစည်းဝါနှင့်မဆက်ရှင်သောယောဇာယံအတ္တကိလမထာနုယောကောအကျဉ်ကဲ့သို့သောဤခန္ဓာကိုပင်ပန်းကြောင်းအကျင့်ကိုအဖန်ဖန်အထုတ်ခြင်း၎င်းတို့သည်ဧတေကောဘေကဝေဥဘောအန္တေအနုပါကမ္မမေဇိမပฏิပဒာတထာဂတိနအဘိသံဗုဒ္ဓစေကုကရဏီညာနာကရဏီဥပသမယအပညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တတိဘိကဝေငါ၏ရှိသယံများတို့ဥဘောနှမျိုးကုန်သောဧတိအန္တေဤဖို့အစုတို့သို့
အနုပကမ္မမကရောက်မူ၍တထာဂတိနငါဖျားသည်အဘိဓမ္ဗုဒ္ဓထိုးထွန်း၍သိတော်မူအပ်ပြီးသောမေဇိမအလယ်၌ဖြစ်သောပฏิပဒါကျင့်သည်မေဇိမပฏิပါမေဇိမပฏิပါကျင့်များသည်စကုကရဏီပညာမျက်စိကိုပြုနိုင်၏ညာနာကရဏီအသိဉာဏ်ကိုပြုနိုင်၏ဥပသမယကိလေသာတွေညစ်ခြင်းငါဥပသမယသဥပါတိတေသာနိဗ္ဗာန်ကျုံငါအဘိညာယသိစ္စာ၄ပါးကိုထိုးထွင်းရသိခြင်းငါသံဘောဓာယသိစ္စာ၄ပါးကိုကောင်းစွာသိခြင်းငါနိဗ္ဗာန်ယနိဗ္ဗာန်ကျုံငါနိဗ္ဗာန်ယအနုပါတိတေသာနိဗ္ဗာန်ကျုံငါသံဝတ္တိမောက္ခမသွေဖြစ်ပါ၏ကတမသသာဘိကဝေမေစိမာပရိပရာတထာဂတိနအဘိသံဗုဒ္ဓစကုကရဏီညာနာကရဏီဥပသမာယအဘိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တိဘိကဝေပရိသတ်လေးပါးရှိသောရှိသမိတို့ဘိကဝေငါ၏ရှိသောယံမြတ်တို့တထာဂရေနငါဖျားသည်အဘိသံဗုဒ္ဓထိုးထွန်း၍သိတော်မူအပ်ပြီးသောမေဇိမအလယ်၌ဖြစ်သောပฏิပဒါကျင့်သည်မေဇိမပฏิပဒါမေဇိမပฏิပတ်အကျင့်များသည်စက္ကုကရဏီပညာမျက်စိကိုပြုနိုင်၏ညာနာကရဏီအသိဉာဏ်ကိုပြုနိုင်၏ဥပသမယကိလေသာတွေညစ်ခြင်းငါဥပသမယသဥပါတိတေသာနိဗ္ဗာန်ကျုံငါအဘိညာယသိစ္စာ၄ပါးကိုထိုးထွင်းရသိခြင်းငါသံဘောဓာယသိစ္စာ၄ပါးကိုကောင်းစွာသိခြင်းငါနိဗ္ဗာနယနိဗ္ဗာန်အကျုံငါနိဗ္ဗာနယနုပါတိတေသာနိဗ္ဗာန်ကျုံငါသံဝတ္တိဖြစ်၏သာတို့မေစိမာပရိပတ်အကျင့်များဟူသည်ကရမစအဘေတရားပါပဲနီအယမေဝရိယောအတ္တကိကောမေကောသေယတိတံသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပောသမ္မာဝါစာသမ္မာကမ္မန္တောသမ္မာအာဇီဝောသမ္မာဝါယမောသမ္မာသတိသမ္မာသမာဓိအရိယကိလေသာတို့မှဝိကွာသောအရိယကိလေသာတို့မှဝိကွာသဖြင့်ဖြူစင်တန့်ရှင်းလှပေသောအတ္တကိကောရှိပါသောအင်္ဂါရှိသောဝါအင်္ဂါရှိပါနှင့်ပြည့်စုံလှပေသောအယမေဝမေကောဤအရိယာမေတ္တရားတာပါပေတည်းသေယတိတံတောရိယာအတ္တိကမေတ္တရားဟုသည်အဘေပါနိသမ္မာဒိဋ္ဌိကောင်းစွာသိမြင်တတ်သောသဘောတရား၎င်းသမ္မာသင်္ကပ္ပကောင်းစွာကြံစေတတ်သောသဘောတရား၎င်းသမ္မာဝါစာကောင်းစွာပြောဆိုကြောင်းဖြစ်သောသဘောတရား၎င်းသမ္မာကမ္မန္တောကောင်းစွာပြုလောင်းကြောင်းဖြစ်သောသဘောတရား၎င်းသမ္မာအာဇီဝကောင်းစွာအသက်မွေးကြောင်းဖြစ်သောသဘောတရား၎င်းသမ္မာဝါယမောကောင်းစွာအထုတတ်သောသဘောတရား၎င်းသမ္မာသတိကောင်းစွာအမှတ်ရတတ်သောသဘောတရား၎င်းသမ္မာသမာဓိကောင်းစွာစိတ်ကိုထားကြောင်းဖြစ်သောသဘောတရား၎င်းဣတိဣမေဣတိတို့သည်အယံဟောသာဘဂဝေမေစိမာပရိပဒါတထာဂတိနအဘိသံဗုဒ္ဓစက္ကုကရဏီညာနာကရဏီဥပသမယပညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တိဘိကဝေငါ၏ခြေတန်ယံများတို့တထာဂရေနငါဖျားသည်ဘိသံဗုဒ္ဓတို့တွင်သိတော်မူအပ်ပြီးသောမေဇိမာလေလာဖြစ်သောယာပရိပရာကျင့်သည်ယာမေဇိမာပฏิပရာကျင့်မေဇိမာပရိပါကျင့်မြတ်သည်စက္ကုကရဏီပညာမျက်စိကိုပြုနိုင်၏ညာနာကရဏီအသိဉာဏ်ကိုပြုနိုင်၏ဥပသမယကိလေသာတို့၏ညစ်ခြင်းငါဥပသမယသဥပါတိတေသာနိဗ္ဗာန်ကျုံငါအဘိညာယသစ္စာ၄ပါးကိုထိုးထွင်းရသိခြင်းငါသံဘောဓာယသစ္စာ၄ပါးကိုကောင်းစွာသိခြင်းငါနိဗ္ဗာနယနိဗ္ဗာန်အကျုံငါနိဗ္ဗာနယအနုပါတိတေသာနိဗ္ဗာန်အကျုံငါသံဝတ္တိဖြစ်၏သာထိုအကျင့်များဟုသည်အယံကောဤသည်ပင်တည်းဣဒံခောပဏဘိကဝေဒုက္ခရိယသိစ္ဆံဇာတိပိဒုက္ခစရာပိဒုက္ခဗျာတိပိဒုက္ခမရဏပိဒုက္ခံအပိယေဟိသံပြောကောဒုက္ခပိယေဟိဝေပြောကောဒုက္ခယံပိသန္နလပတိတံပိဒုက္ခသံခိတ်တေနပင်စုပါရณะခန္ဓာဒုက္ခဘိကဝေငါ၏ခြေသာယံများတို့ဣဒံခောပနဤမိန်တော်မူလတံသည်ကောဣဒံခောပန
ယခုမိန်တော်မူလတတ်သောတရားသည်ကဒုက္ခံဒုက္ခစိတ်မှန်ဖြစ်သောဒုက္ခံဆက်စုံအစွာရှိနေသာဖြစ်ပေတတ်သောအရိယာသိစ္စာအရိယာသစ္စာတရားပါပေသည်အရိယာသစ္စာအရိယာတို့သည်ထိုးထွန်း၍သိအပ်သောအမှန်တရားပါပေသည်ဇာတိပိအပန်းပန်းတတပရိသန္တေနေရခြင်းသည်လည်းဒုက္ခဆင်းရဲကြောင်းသည်ဇာရာပိအိုရခြင်းသည်လည်းပဲဒုက္ခဆင်းရဲကြောင်းသည်ဗျာဒီပိမကြမ်းမမဖျားနာရခြင်းသည်လည်းဒုက္ခဆင်းရဲကြောင်းသည်ဗာရဏပိသုတိမနေသေရခြင်းသည်လည်းပဲဒုက္ခဆင်းရဲကြောင်းသည်ဗာရဏပိသုတိမနေသေရခြင်းသည်လည်းပဲဒုက္ခဆင်းရဲကြောင်းသည်အပိယေဟိမရှိမနေသေရသောတတ္တဝသင်္ခါရတို့နှင့်သံမယောကောအတုတကွပေါင်းစုံရခြင်းသည်လေဒုက္ခဆင်းရဲကြောင်းသည်ပိယေဟိရှိကဲဆုံးမဲ့နှိမ့်တဲ့သောတတ္တဝသင်္ခါရတို့နှင့်ဝိပယောကောကိုယ်ကွင်းရခြင်းသည်လေဒုက္ခဆင်းရဲကြောင်းသည်ယံပိယေနာတမေနာပိအကျဉ်လောဘတရားဖြင့်လေအိဆန်တော့မရနိုင်သောအရာကိုအလိုရှိသောသူသည်အိဆန်တော့အလိုရှိပါလျက်နလပတိမယတံပီတော့မရနိုင်သောအရာကိုအလိုရှိကြောင်းလောဘတရားသည်လေဒုက္ခံဆင်းရဲကြောင်းသည်ပန်ခိတ်တေနာအကျဉ်လျှော်အပြင်ပြင်စ၅ပါးကုန်သောဥပါဒါနှင့်ခန္ဓာဥပါဒိန်အာယုံဖြစ်သောခန္ဓာတို့သည်ဒုက္ခဆင်းရဲကြောင်းတရားတို့ပါပေသည်ဣဒံခောပနာဘိကဝေဒုက္ခသမုဒယရိယသိစ္ဆံယာယံတဏပောနဘဝိကနန္ဒီရာဂသာဂတာတတရာပိနန္တိနိသေယတိတံကာမတဏဘဝတဏဝိဘဝတဏဘိကဝေငါ၏ရှိသောယံများတို့ဣဒံခောပနဤမိတော်မူလတံသည်ကဒုက္ခသမုဒယောကံစသောကျွင်းသောအကြောင်းတရားနှင့်ပေါင်းမိလာသောဒုက္ခ၏အကြောင်းဖြစ်သောအရိယသိစ္စာတရားပါပေသည်ယာယံတဏကျင်ကဲ့သို့သောဤတဏသည်ဘောနောဘဝိကတဖန်ဘဝကိုပြုလေရှိဘောနောဘဝိကဘဝသိကိုပြုလေရှိနန္ဒီရာဂသကတာရူပယုံစသည်တို့၌နှိမ့်သက်တတ်တတ်မဲ့တတ်သည်အဖြစ်နှင့်တကွဖြစ်၏တတရာထိုဘဝ၌တတရာထိုအာယုံ၌အဘိနန္ဒီနေအလွန်နှိမ့်သက်တတ်၏သေယတိတံဒုတဏဟုသည်ပေတရားပါပဲနီကာမတဏငါးပြားအာယုံကာမဂုဏ်တို့၌တတ်မဲ့နှိမ့်သက်တတ်သောတဏတရားသည်၎င်းဘဝတဏထိုရူပစသောအာယုန်သည်မြေဤဟုဖြစ်သောသတ္တရဒိဋ္ဌိနှင့်တကွဖြစ်သောတဏှာသည်၎င်းဝိဘဝတဏထိုရူပစသောအာယုန်သည်ပြတ်ယူဖြစ်သောဥစ္စေတဒိဋ္ဌိနှင့်တကွဖြစ်သောတဏှာ၎င်းသည်ဣဒံခောပနာဘိကဝေဒုက္ခនិရောဓအရိယသိစ္ဆံယောတတယေဝတနာယအာသေတဝိရာဂာនិရောဓောသာဂောပရိနိသေကောမုဒ္ဒိအနာလယောဘိကဝေငါ၏ရှိသောယံများတို့ဣဒံကောပနာဤမိတော်မူလတတ်သောတရားသည်ကိုဒုက္ခនិရောဓဒုက္ခဤချုပ်ရာဖြစ်သောဒုက္ခនិရောဓဒုက္ခဤချုပ်ကြောင့်ဖြစ်သောအရိယသိစ္စာတရားပါပေသည်တတ္တယေဝတနာယထိုတနာသုံးမျိုးဤပင်လျင်ယောအသေးသာဝိရာဂនិရောဓအကျဉ်ရတ္တမဲ့ဖြင့်အကျွင့်အကြံမရှိရလေအောင်ရှောက်ရဖြစ်သောနိဗ္ဗာန်သည်ယောဇာကိုအကျဉ်စွန့်အပ်ရာနိဗ္ဗာန်သည်ယောပရိနိသေကိုအကျဉ်လွှဲအပ်ရာနိဗ္ဗာန်သည်ယာဝိမု ക്തി အကျဉ်လွှဲရဖြစ်သောနိဗ္ဗာန်သည်ယောအာလယောအကျဉ်ကန့်ခြင်းချက်မရှိရာနိဗ္ဗာန်သည်အတ္တိအမှန်တကယ်ရှိပါပေ၏ဣဒံဤနိဗ္ဗာန်ဆိုတဲ့တရားသည်ဒုက္ခនិရောဓဒုက္ခဤရှုပ်ရာရှုပ်ကြုံဖြစ်သောအရိယသစ္စာတရားပါပေသည်ဣဒံခောပါဏဘိကဝေဒုက္ခនិရောဓဂာမိနိပရိပဒါရိယသစ္ဆံအယမေဝရိယောအတ္တကိကောမေကောသေယတိတံသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပောသမ္မာဝါစာသမ္မာကမ္မန္တောသမ္မာအာဇီဝောသမ္မာဝါယမောသမ္မာသတိသမ္မာသမာဓိဘိကဝေငါ၏ရှိသောယံများတို့ဣဒံခောပါဏဤမိတော်မူလတတ်သောတရားသည်က
ဒုက္ခနိရောဓဂာမိနိဒုက္ခ၏ရှုပ်ရာနိဗ္ဗာန်သို့အာယုံပြုသောအပြင်သွားတတ်သောပฏิပဒါအကျဉ်ဖြစ်သောအရိယသစ္စာအရိယသစ္စာတရားပါပေ၏အရိယကိလေသာတို့မှဝိကွာသောအရိယကိလေသာတို့မှဝိကွာသောဖြင့်ဖြူစင်တန့်ရှင်သောအိုင်တန်ကိကောရှိပါသောအင်္ဂါရှိသောအယမေဝမေကောဤမဲ့သာသည်သေယရိတံတော်ရိယအိုင်တန်ကိကမဲ့တရားဟုသည်ပေနီသမ္မာဒိဋ္ဌိကောင်းစွာသိမြင်တတ်သောတရား၎င်းသမ္မာသင်္ကပ္ပကောင်းစွာကြံစည်တတ်သောတရားသဘော၎င်းသမ္မာဝါစာကောင်းစွာပြောဆိုကြောင်းဖြစ်သောသဘောတရား၎င်းသမ္မာကမ္မန္တကောင်းစွာပြုလုပ်ကြောင်းဖြစ်သောသဘောတရား၎င်းသမ္မာအာဇီဝကောင်းစွာသက်မွေကြောင်းဖြစ်သောသဘောတရား၎င်းသမ္မာဝါယမကောင်းစွာထုတ်တတ်သောသဘောတရား၎င်းသမ္မာသတိကောင်းစွာမှတ်ရတတ်သောသဘောတရား၎င်းသမ္မာသမာဓိကောင်းစွာစိတ်ကိုထားကြောင်းဖြစ်သောသဘောတရား၎င်းဣဒံဒုက္ခရိယသေသန္တိမေဘိက္ခဝေပုပ္ပေနနုတုတေတုဓမ္မေတုသက္ကုံဥဒ္ဓပါတိညာဏဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကဥဒ္ဓပါတိဘိက္ခဝေငါဤရှိတယံမြတ်တို့ဣဒံဓမ္မဇာတံဤတရားသဘောသည်ဒုက္ခဖြစ်သောဒုက္ခဆင်းရဲကြောင့်စေမှန်ဖြစ်သောအရိယသေဇံအရိယသစ္စာတရားပါပဲဒီအရိယသစ္စာအရိယတို့သည်ချိုးထွင်း၍သိရသောအမှန်တရားပါပဲဒီဣတိဤသောမင်းငါဖျားသည်ပုပ္ပေဖျားမဖြစ်မီရှိဖို့၌အနနုတုတေသူတဆင့်စကမကြအပ်ဘူးကုန်သောဓမ္မေသူသစ္စာလေးပါးတရားတို့၌သက္ကုဉာဏ်သက္ကုသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးညာဏံသိတတ်သောဉာဏ်သည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးပညာပြအပြင်သိတတ်သောပညာသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးဝိဇ္ဇာထိုးထွင်း၍သိတတ်သောဉာဏ်ဝိဇ္ဇာသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးအာလောကမောဟမိမ့်မောင်ကိုပေဖြောက်တတ်သောဉာဏ်ရောင်လင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးတံဃောပဏိတံဒုက္ခရိယသစ္စာပရိညေယတိမေဘိက္ခဝေပုပ္ပေနနုတုတေတုဓမ္မေတုသက္ကုံဥဒ္ဓပါတိညာဏဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကဥဒ္ဓပါတိဘိက္ခဝေငါ၏ရှိသယံမြတ်တို့ဒုက္ခအစိမ့်မှန်ဖြစ်သောတံဣဒံရိယသစ္စာထိုကဲ့သို့သောရိယသစ္စာကိုပရိညေယံပိုင်းခြား၍သိထ၏ဣတိဤသောမေမယငါဖျားသည်ပုပ္ပေဘုရားမြင်ဖြစ်မည်ရှိဖို့၌အနနုတုတေသူတဆင့်စကားမကြအပ်ဘူးကုန်သောဓမ္မေသူသစ္စာလေးပါးတရားတော်၌သက္ကုဉာဏ်သက္ကုသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးညာဏသိတတ်သောဉာဏ်သည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးပညာပြအပြင်သိတတ်သောပညာသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးဝိဇ္ဇာတို့တွင်သိတတ်သောဉာဏ်ဝိဇ္ဇာသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးအာလောကမောဟမိမ့်မောင်ကိုပေဖြောက်တတ်သောဉာဏ်ရောင်လင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးတံဃောပဏိတံဒုက္ခရိယသစ္စာပရိညာတံတိမေဘိက္ခဝေပုပ္ပေနနုတုတေတုဓမ္မေတုသက္ကုံဥဒ္ဓပါတိညာဏဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကဥဒ္ဓပါတိဘိက္ခဝေငါ၏ရှိသောယံများတို့ဒုက္ခဖြစ်သောတံဣဒံအရိယသစ္စာထိုကဲ့သို့သောအရိယသစ္စာကိုပရိညာတံပိုင်းခြား၍သိရပြီးဣတိဤသို့မေမယငါဖျားသည်ပုပ္ပေဖျားမဖြစ်မီရှိဖို့ကအနနုတုတေတုတဆင့်စကမကြဘူးကုန်သောဓမ္မေသူသစ္စာလေးပါးတရားတော်၌သက္ကုဉာဏ်သက္ကုသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးညာဏသိတတ်သောဉာဏ်သည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးပညာပြအပြင်သိတတ်သောပညာသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးဝိဇ္ဇာထိုးထွင်း၍သိတတ်သောဉာဏ်ဝိဇ္ဇာသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးအာလောကမောဟမိမ့်မောင်ကိုပေဖြောက်တတ်သောဉာဏ်ရောင်လင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးဣဒံဒုက္ခသမုဒယရိယသစ္စာတိမေဘိက္ခဝေပုပ္ပေနနုတုတေတုဓမ္မေတုသက္ကုံဥဒ္ဓပါတိညာဏဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကဥဒ္ဓပါတိ
ဘိကဝေငါရှိသောယံများတို့ဣဒံဓမ္မစာတံဤတရားသဘောသည်ဒုက္ခသမုဒယံဆင်းရဲခြင်းဒုက္ခ၏အကြောင်းအမှန်ဖြစ်သောအရိယသစ္စာအရိယသစ္စာတရားပါပေတည်းအရိယသစ္စာအရိယတို့သည်ထိုးထွင်းရသိရသောအမှန်တရားပါပေတည်းဣတိဤသို့မေမယာငါဖျားသည်ပုပ္ပေဖျားမဖြစ်မီရှေ့တုန်းကအနာနုသူတေသူတဆန်းစကားမကြအဘုကုံသောဓမ္မေသူသစ္စာလေးပါးတရားတော်၌စေကုညာစေကုသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးညာနံသိတ္တသောညာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးပညာအပြားအပြင်သိတ္တသောပညာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးဝိဇာထွထွန်း၍သိတ္တသောညာဝိဇာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးအာလောကမောဟမိတ်မောင်ကိုပေဖြောက်တတ်သောညာယောင်လည်းသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးတံဃောပဏိတံဒုက္ခသမုဒယံအရိယသိသံဘာတပ္ပတိမေဘိကဝေပုပ္ပေအနာနုတုတေသူဓမ္မေသူစေကုံဥဒ္ဒပါတိညာနာဥဒ္ဒပါတိပညာဥဒ္ဒပါတိဝိဇာဥဒ္ဒပါတိအာလောကောဥဒ္ဒပါတိဘိကဝေငါ၏ရှိသောယံများတို့ဒုက္ခသမုဒယံဒုက္ခ၏အကြောင်းဖြစ်သောတံဣဒံအရိယသိသံထိုအရိယသစ္စာတရားကိုပါတပံပေထဤဣတိဤသောမေမယာငါဖျားသည်ပုပ္ပေဘယမဖြစ်မီရှိတုန်းကအနနုတုတေသူတဆင့်စကမကြအဘုကုံသောဓမ္မေသူသစ္စာလေးပါးတရားတော်၌စကုညာစကုသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးညာနံသိတ္တသောညာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးပညာပြအပြင်သိတ္တသောပညာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးဝိဇာထိုးထွင်း၍သိတ္တသောညာဝိဇာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးအာလောကမောဟမိတ်မောင်ကိုပေဖြောက်တတ်သောညာယောင်လည်းသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးတံဃောပဏိတံဒုက္ခသမုဒယံအရိယသစ္စာပိဏံတိမေဘိကဝေပုပ္ပေနာနုတုတေသူဓမ္မေသူစေကုံဥဒ္ဒပါတိညာနာဥဒ္ဒပါတိပညာဥဒ္ဒပါတိဝိဇာဥဒ္ဒပါတိအာလောကောဥဒ္ဒပါတိဘိကဝေငါ၏ရှိသောယံများတို့ဒုက္ခသမုဒယံဒုက္ခ၏အကြောင်းတရားဖြင့်မှဖြစ်သောတံဣဒံအရိယသစ္စာထိုအရိယာတို့သည်ထိုးထွန်းရသည်ရသောအမှန်တရားလို့ဆိုတဲ့အရိယသစ္စာကိုပိဏံပေရပါပြီဣတိဤသို့မေမယာငါဖျားသည်ပုပ္ပေဘယမဖြစ်မီရှေ့၌အနနုတုတေသူတဆန်းစကမကြအဘုကုံသောဓမ္မေသူသစ္စာလေးပါးတရားတော်နှင့်စကုညာစကုသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးညာနံသိတ္တသောညာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးပညာပြအပြင်သိတ္တသောပညာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးဝိဇာထိုးထွင်း၍သိတ္တသောညာဝိဇာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးအာလောကောမောဟမိတ်မောင်ကိုပေဖြောက်တတ်သောညာယောင်လည်းသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးဣဒံဒုက္ခនិရောဓအရိယသစ္စာတိမေဘိကဝေပုပ္ပေနာနုတုတေသူဓမ္မေသူစေကုံဥဒ္ဒပါတိညာနာဥဒ္ဒပါတိပညာဥဒ္ဒပါတိဝိဇာဥဒ္ဒပါတိအာလောကောဥဒ္ဒပါတိဘိကဝေငါ၏ရှိသောယံများတို့ဣဒံဓမ္မဇာတဤတရားသဘောသည်ဒုက္ခនិရောဓံဒုက္ခဤရှုပ်ရာဖြစ်သောဒုက္ခនិရောဓံဒုက္ခဤရှုပ်ကြောင့်ဖြစ်သောအရိယသိသံအရိယတို့သည်ထိုးထွင်းရသိရသောအမှန်တရားပါပေတည်းဣတိဤသောမေမယာငါဖျားသည်ပုပ္ပေဘယမဖြစ်မီရှိတုန်းကအနနုတုတေသူတန်ဆင့်စကမကြဘုကုံသောဓမ္မေသူသစ္စာလေးပါးတရားတော်၌စကုညာစကုသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးညာနံသိတ္တသောညာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးပညာပြအပြင်သိတ္တသောပညာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးဝိဇာထိုးထွင်း၍သိတ္တသောညာဝိဇာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးအာလောကမောဟမိတ်မောင်ကိုပေဖြောက်တတ်သောညာယောင်လည်းသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးတံဃောပဏိတံဒုက္ခនិရောဓအရိယသစ္စာသေစီကတပ္ပန္တိမေဘိကဝေပုပ္ပေနာနုတုတေသူဓမ္မေသူစေကုံဥဒ္ဒပါတိညာနာဥဒ္ဒပါတိပညာဥဒ္ဒပါတိဝိဇာဥဒ္ဒပါတိအာလောကောဥဒ္ဒပါတိဘိကဝေငါ၏ရှိသောယံများတို့
ဒုက္ခနိရောဓဒုက္ခဤရှုပ်ရာရှုပ်ကြောင့်ဖြစ်သောတန်ဣဒအရိယသစ္စာသောအရိယသစ္စာတရားကိုသေစီကာတပမျက်မှပြုတတ်၏ဣတိဤသို့မေမယာငါဖျသည်ပုပ္ပေဘယမပြည့်မြည့်ရှိရှိတုန်းကအနန္တုတုတေတုတဆန့်စကားမကြအပ်ဘူးကုန်သောဓမ္မေသူသစ္စာလေးပါးတရားတော်၌စက္ကုညာစက္ကုသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးညာဏံသိတတ်သောဉာဏ်သည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးပညာအပြာအပြင်သိတတ်သောပညာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးဝိဇာထွတွင်၏သိတတ်သောဉာဏ်ဝိဇ္ဇာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးအာလောကမောဟအမိတ်မောင်ကိုပေဖြောက်တတ်သောဉာဏ်ယုံလင့်သည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးတံဃောပဏိတံဒုက္ခនិရောဓအရိယသစ္စာသေစိကတံတိမေဘဂဝေပုပ္ပေနနုတုတေတုဓမ္မေတုစက္ကုံဥဒ္ဒပါတိညာဏဥဒ္ဒပါတိပညာဥဒ္ဒပါတိဝိဇ္ဇာဥဒ္ဒပါတိအာလောကဥဒ္ဒပါတိဘဂဝေငါ၏ရှင်သာယံများတို့ဒုက္ခនិရောဓဒုက္ခ၏ရှုပ်ရာရှုပ်ကြောင့်ဖြစ်သောတံဣဒာရိယသစ္စာထိုအရိယသစ္စာတရားကိုသေစီကတမျက်မှပြုအပ်ပြီဣတိသို့မေမယာငါဖျားသည်ပုပ္ပေဘယမပြည့်မြည့်ရှိရှိတုန်းကအနန္တုတုတေတုတဆန့်စကားမကြဘူးကုန်သောဓမ္မေသူသစ္စာလေးပါးတရားတော်၌စက္ကုဉာဏ်စက္ကုသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးညာဏသိတတ်သောဉာဏ်သည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးပညာပြအပြင်သိတတ်သောပညာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးဝိဇ္ဇာထိုတွင်၏သိတတ်သောဉာဏ်ဝိဇ္ဇာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးအာလောကမောဟမိတ်မောင်ကိုပေဖြောက်တတ်သောဉာဏ်ယုံလင့်သည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးဣဒံဒုက္ခនិရောဓဂာမိနိပရိပရာအရိယသစ္စာတိမေဘဂဝေပုပ္ပေနာနုတုတေတုဓမ္မေတုစက္ကုံဥဒ္ဒပါတိညာဏဥဒ္ဒပါတိပညာဥဒ္ဒပါတိဝိဇ္ဇာဥဒ္ဒပါတိအာလောကဥဒ္ဒပါတိဘဂဝေငါ၏ရှင်သာယံများတို့ဣဒံဓမ္မဇာတံဤတရားသဘောသည်ဒုက္ခនិရောဓဂာမိနိဒုက္ခ၏ရှုပ်ရာရှုပ်ကြောင်းဖြစ်သောနိဗ္ဗာန်သို့အာယုံပြုသောအားဖြင့်သွားတတ်သောဒုက္ခនិရောဓဂာမိဒုက္ခ၏ရှုပ်ရာနိဗ္ဗာန်သို့အမှန်မသွေရောက်စေတတ်သောပฏิပတ္တာကျင့်ကုန်ကျင့်များလေဖြစ်ပေထသောအရိယသစ္စာအရိယသစ္စာတရားပါပဲဒီအရိယသစ္စာအရိယတို့သည်ထိုးထွန်းရတရားသောအမှန်တရားပါပဲဒီဣတိဤသောမေမယာငါဖျသည်ပုပ္ပေဘယမပြည့်မြည့်ရှိရှိတုန်းကအနန္တုတုတေတုတဆန်းစကမကြအပ်ဘူးကုန်သောဓမ္မေသူသစ္စာလေးပါးတရားတော်၌စက္ကုညာစက္ကုသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးညာဏသိတတ်သောဉာဏ်သည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးပညာပြအားဖြင့်သိတတ်သောပညာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးဝိဇာထွတွင်၏သိတတ်သောဉာဏ်ဝိဇ္ဇာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးအာလောကမောဟမိတ်မောင်ကိုပေဖြောက်တတ်သောဉာဏ်ယုံလင့်သည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးတံဃောပဏိတံဒုက္ခនិရောဓဂာမိနိပฏิပဒါရိယသစ္စာဘာဝေတပ္ပံတိမေဘဂဝေပုပ္ပေအနန္တုတုတေတုဓမ္မေတုစက္ကုံဥဒ္ဒပါတိညာဏဥဒ္ဒပါတိပညာဥဒ္ဒပါတိဝိဇ္ဇာဥဒ္ဒပါတိအာလောကဥဒ္ဒပါတိဘဂဝေငါ၏ရှင်သာယံများတို့ဒုက္ခនិရောဓဂာမိနိဒုက္ခ၏ရှုပ်ရာနိဗ္ဗာန်သို့အာယုံပြုသောအဖြင့်သွားတတ်သောဒုက္ခនិရောဓဂာမိဒုက္ခ၏ရှုပ်ရာနိဗ္ဗာန်သို့အမှန်မသွေရောက်စေတတ်သောပฏิပတ္တာကျင့်ကုန်ကျင့်များလေဖြစ်ပေထသောတံဣဒာရိယသစ္စာထိုကဲ့သို့သောရိယသစ္စာတရားကိုဘာဝေတပ္ပံမိမိသန္တာ၌ဖြစ်စေထိုက်၏ဣတိဤသို့မေမယာငါဖျသည်ပုပ္ပေဘယမပြည့်မြည့်ရှိရှိတုန်းကအနန္တုတုတေတုတဆန်းစကမကြအပ်ဘူးကုန်သောဓမ္မေတုသစ္စာလေးပါးတရားတော်၌စက္ကုဉာဏ်စက္ကုသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးညာဏသိတတ်သောဉာဏ်သည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးပညာပြအပြင်သိတတ်သောပညာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးဝိဇာထိုတွင်၏သိတတ်သောဉာဏ်ဝိဇ္ဇာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးအာလောကမောဟအမိတ်မောင်ကိုပေဖြောက်တတ်သောဉာဏ်ယုံလင့်သည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးတံဃောပဏိတံဒုက္ခនិရောဓဂာမိနိပฏิပဒါ
ရိယသေသံဘာဝိတံတိမေဘိက္ခဝေဘောဘိနာနုတုတေတုဓမ္မေတုစေကုံဥဒ္ဓပါတိညာနာဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိဘိက္ခဝေငါ၏ခြေသာယံများတို့ဒုက္ခនិရောဓဂာမိနိဒုက္ခ၏ရှုပ်ရာနိဗ္ဗာန်သို့အာယုံပြုသောအဖြင့်သွားရသောဒုက္ခនិရောဓဂာမိဒုက္ခ၏ရှုပ်ရာနိဗ္ဗာန်သို့အမှန်မသွေရောက်စေတတ်သောပฏิပတ္တာကျင့်ကုန်ကျင့်များလျက်ဖြစ်ပေထသောတံဣဒံအရိယသိစ္စာထိုသောသဘောရှိသောအရိယသိစ္စာတရားကိုဘာဝိတံမိမိသန္တာနှင့်ပွားစေအပ်ပြီးဘာဝိတံပွားမြတ်တော်မူအပ်ပြီးဣတိဤသောမေမယငါဖျသည်ပုပ္ပေဘုရားမပြည့်မီရှေရှေတုန်းကအနနုတုတေတုတဆန်းစားကမကြဘုကုံသောဓမ္မေတုသိစ္စာ၄ပါးတရားတော်၌စေကုညာစေကုသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးညာဏသိတတ်သောဉာဏ်သည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးပညာပြအဖြင့်သိတတ်သောပညာသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးဝိဇ္ဇာထွတ်ထွန်း၍သိတတ်သောဉာဏ်ဝိဇ္ဇာသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးအာလောကောမောဟအမိန်မောင်ကိုပယ်ဖြောက်တတ်သောဉာဏ်ရောင်လန့်သည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးယာဝကိဝိသာမေဘဂဝေဣမေတုသရူတုအရိယသစ္စေတုဧဝံတိပရိဝဒံဒွါရသကာရံယထာဘူတညာနာဒသနာနသုဝိသုဒ္ဓံဟောတိနေဝတာဝဟံဘဂဝေသတေဝကေလောကေသမာရကေသဗျာမကေသသမနာဗျာမနိယပဇာယသဒေဝမနုဿာယအနုတ္တရံသမ္မာသမ္ဗောတိအဘိသံဗုဒ္ဓောတိပစ္စညာတိဘိကဝေငါ၏ရှိသောယံများတို့ယာဝကိဝိဇ္ဇအကျဉ်းများလောက်ကာလပတ်လုံးလေမေငါဘယ၏သရူတု၄ပါးကုန်သောဣမေတုအရိယသိစ္စေတုဤအရိယသစ္စာတရားတို့၌ဧဝံဤသောဆိုအပ်ပြီးသောနေ့ဖြင့်တိပရိဝဒံသစ္စာဉာဏ်ကိစ္စဉာဏ်ကတဉာဏ်အားဖြင့်၃ပါးသောပြန်လေခြင်းရှိသောဒွါရတကာရံသစ္စာတစ်မျိုး၌သစ္စာဉာဏ်စသောအဖြင့်တစ်စိနှစ်ပါးသောအရှင်းရာရှိသောယရာဘူတံမဖောက်မပြန်ဟုတ်မှန်သောညာနာတသနာညာမြဲသည်သူဝီသုဒ္ဓအလွန်တန့်ရှင်းစင်ကြယ်သည်နအဟောသည်မဖြစ်သေးပါပဲဘိကဝေယံတို့တာဝတို့များလောသောကာလပတ်လုံးတာဝတို့ညာမြင်အလွန်မတန့်ရှင်းမစင်ကြည်သေးသမျှကာလပတ်လုံးငါဘုရားသည်သတေဝကေအောက်ကာမဝဆရာနတ်ပြည်ငါးတိုင်းနဲ့လည်းတကွသောသမာရကေဝသဝတိနတ်ပြည်ရှိနတ်ပေါင်းတို့နဲ့လည်းတကွသောသပြန်မကေပြန်မ20နဲ့လည်းတကွသောလောကေဩဃသာလောက၌၎င်းသသမနာပြန်မနိယသာသနာတို့၏စံကြံပဲဖြစ်သောသမနာပြန်မနမကောင်းမှုတို့ကိုညှင်းစေပြီးသမနာကောင်းမကောင်းမှုတို့ကိုမြို့အပ်ပြီးသောဗျာမနာတို့နှင့်တကွဖြစ်သောသတေဝမနုဿာယသမုဒ္ဒိနတ်ဟုသောမင်းကျွင်းသောသူတို့နှင့်လည်းတကွဖြစ်သောဘာဇာယသရဝပေါင်း၌၎င်းအနုတ္တရမိမိတည်းလွန်မြတ်သောတရားမရှိသောအနုတ္တရမိမိတည်းလွန်မြတ်သောတရားမရှိသည့်ဖြစ်၍အမြတ်ဆုံးဖြစ်သောသမ္မာသမ္ဗောဓိမဖောက်မပြန်အမှန်ကိုယ်တိုင်သိစွမ်းနေသောအရတ္တမဉ္ဇဉ်ကိုသမ္မာသမ္ဗောဓိရှိမွန်အကောင်းမြတ်သောအရတ္တမဉ္ဇဉ်ဆိုတဲ့တရားထုကိုအဘိဓမ္မာဗုဒ္ဓထိုးထွင်း၍သိပြီးဣတိဤသို့နေဝပစ္စညာသိဝန်ခံတော်မူခဲ့ပါပဲယတောသာခောမေဘဂဝေဣမေသူသရူသူရိယသစ္စေသူဧဝံတိပရိဝဒံဒွါရတကာရံယထာဘူတညာနာဒသနာသူဝိသုဒ္ဓံဟောတိအထာဘဂဝေသတေဝကေလောကေသမာရကေသဗျာမကေသသမနာဗျာမနိယပဇာယသတေဝမနုဿာယအနုတ္တရံသမ္မာသမ္ဗောဓိအပိသံဗုဒ္ဓောတိပစ္စညာတိဘိကဝေငါ၏ရှင်သောယံများတို့ယတောစာကိုဗောဓိပင်ဤအနိအဝေထိုင်နေတော်မူရာခြင်းအခါမှစ၍မေငါဘုရား၏စရုသူ၄ပါးကုန်သောဣမေသူအရိယသိစ္စေသူအရိယသစ္စာတရားတို့၌ဧဝံဤသို့ဧဝံဤဆိုအပ်ပြီးသောနေ့ဖြင့်တိပရိဝဒံသစ္စာဉာဏ်ကိစ္စဉာဏ်ကတဉာဏ်အပြင်၃ပါးသောပြန်လေခြင်းရှိသောဒွါရတကာရံသစ္စာတစ်မျိုး၌သစ္စာဉာဏ်စသောအပြင်
စိတ်နှစ်ပါးသောရှင်ရာရှိသောယရာဘူတံမဘောင်မပြောင်းမှန်သောညာနာတသနာညာမြင်သည်သူဝီသုတ်တံအလွန်သန့်ရှင်းစင်ကြယ်သည်သူဝီသုတ်တံအလွန်သန့်ရှင်းစင်ကြယ်သည်ဩသည်ဖြစ်တော်မူခဲ့လည်းပြီဘိုင်ကဝေငါ၏ရှိသောညာများတို့အထထိုသောညာမြအလွန်သန့်ရှင်းစင်ကြယ်ရာထိုကာမစ၍ငါဖျားသည်သဒေဝကေအောက်ကမောစရဏပြေငါးထားရှိနတ်တို့နှင့်လည်းတကွဖြစ်သောသမာရကေမာနမင်းကြီးတရားဝသဝတိနတ်ပြေရှိနတ်အပေါင်းတို့နှင့်လည်းတကွဖြစ်သောသဗျာမကေဗျာမာနစေနှင့်လည်းတကွဖြစ်သောလောကေဩဃသလောက၌၎င်းသာသမဏဗျာမဏိယသာသနာတို့၏စံကြံပဲဖြစ်သောသမဏဗျာမဏမကောင်းမှုတို့ကိုညှိစေပြီးသောသမဏမကောင်းမှုတို့ညှိုးအားပြီးသောဗျာမဏတို့နှင့်လည်းတကွဖြစ်သောသဒေဝမနုဿယသမုဒ္ဒိနတ်ဟုသောမင်းကျွင်းသောသူတို့နှင့်လည်းတကွဖြစ်သောပဇာယသရဝပေါင်း၌၎င်းအနုဒ္ဒရမိမိတဲ့လွန်မြတ်သောတရားမရှိသည့်အတွက်အမျက်ဆုံးအသာဆုံးဖြစ်သောသမ္မာသမ္ဗောဓိမဖောက်မပြန်အမှန်ကိုယ်တိုင်သိစွမ်းနေသောအရတ္တမေညာတရားကိုအဘိဓမ္ဗုဒ္ဓထိုးထွင်း၍သိတော်မူပြီးဣတိဤသောပစ္စယညာသိင်ဝန်ခံတော်မူခဲ့လည်းပြီညာနေသာပဏမေတသနာဥဒ္ဒပါတိအကုပ္ပါမေဝိမု ढि ယမန္တိမာဇာတိနတ္တိဒါနေပုဏ္ဏဘောတိမေငါဖျား၏ဒသနာသိမြင်တတ်သောညာနေသာပစ္စယကရညာသည်လေဥဒ္ဒပါတိထင်ရှားဖြစ်ပြီကိဉ္တိအဘေသောလည်းယဥဒ္ဒပါတိထင်ရှားဖြစ်သည်မေငါဖျား၏ဝိမု ढि အရတ္တဘောကိုအကုပ္ပါစံကြံမဲ့တရားတော်သည်မဖြက်စီမဖြက်စီနိုင်အယံဤပရိသန္တိတိနေရခြင်းသည်အန္တိမှာဆုံးဖြစ်သောဇာတိပရိသန္တိတိနေရခြင်းပါပေသည်ဒါနှင့်ယခုအခါ၌ပုဏ္ဏဘောဝတမန်ဘဝသိသည်ပုဏ္ဏဘောဝဘဝအသိသည်နတ္တိငါမှမရှိတော့ပါပဲဣတိဤသောဥဒ္ဒပါတိထင်ရှားဖြစ်ပြီးဣတိဤသောအာမန္တိသည်ကောင်းစွာမသိမိန့်တော်မူခဲ့လည်းပြီဣဒမောဇာဘဂဝါအတ္တမနာပြင်စဝေကိယဘိက္ခုဘဂဝါတောဘာတိတံပိနန္ဒုံတိဣဒံဤစကားတော်ကိုဘဂဝါဘုန်းတော်ရှောက်ဆုံးတော်ကုံနဲ့ပြည့်စုံတော်မူသောဖျားရှင်ကိုရောမြတ်သည်အဝါစာကောင်းစွာမသိဟောကြားတော်မူခဲ့လည်းပြီပြင်စဝေကိယငါဟုအဆိုရှိခြင်းကြောင့်ပြင်စဝေကိအမည်ရှိကြကုန်သောဘိက္ခုကွန္တညာဝဘပါရိယမာနအတ္တစီအမိရသောယံတော်တို့သည်အတ္တမာနာမိမိစိတ်ရှိကြကုန်သည်ဖြစ်၍ဘဂဝါတဘုံတို့ရှောင်းဆုံးတော်ကိုနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား၏ပါတိတံဟောကြားတော်မူသောတရားတော်ကိုပါတိတံဟောကြားတော်မူသောဓမ္မစကားပွတ်နာသုတ်တံဟုစွာသောတရားတော်ကိုအဘိနန္ဒုံဧဝမေတံဘဂဝါဧဝမေတံသုကတာဟု၍ကောင်းရှိပြုလျက်နှိမ့်သက်ဝမ်းမြောက်ကြလေကုန်သတည်းဣမသမိသပါဏဝေယကရဏသမိပညမာနေအာယတမတောကွန်တညသာဝိရဇံဝိတမလံဓမ္မစေခွန်ဥဒ္ဒပါတိယံကိဉ္စိသမုဒယဓမ္မံသဗ္ဗံတံနိရောဓဓမ္မံတိဣမသမိသပါဏဝေယကရဏသမိဤဂါထာမဖက်သက်သက်သောဓမ္မစေကပွတ်နာသုတ်တံတရားတော်ကိုပညာမာနိကောင်းစွာမဲ့သည်ဟောကြားတော်မူအပ်သည်ရှိသောအာယတမတောကွန်တညသာအရှင်ကွန်တညဤဝိရဇံကင်းသောဘာယကမနိယရာဂစသောမြူရှိသောဝိရဇံအဘာယကမနိယရာဂစသောမြူမှာကင်းသောဝိတမလံကင်းသောဒိဋ္ဌိဝိသေစာဟုသောညိတ်ကြီးရှိသောဓမ္မစေကုံသစ္စာလေးပါးတရားတို့၌ဖြစ်သောသောတာပတ္တိဉာဏ်မျက်စိသည်ဥဒ္ဒပါတိကောင်းစွာမသွေထင်ရှားဖြစ်ပေါ်လာခဲ့လေပြီဂိဋ္ဌိအဘေသောလျံဥဒ္ဒပါတိထင်ရှားဖြစ်ပေါ်ခဲ့လေသည်ယံကိဉ္စီအကျဉ်အမှတ်မရှိအလုံးစုံသောတရားသည်သမုဒယဓမ္မံဖြစ်ရှင်သဘောတရားရှိပါပံလုံးစုံသောတန်တော်ဖြစ်ရှင်သဘောတရားရှိသောတရားမှန်သမျှသည်နိရောဓဓမ္မရှုပ်ပြည့်ရှင်သဘောတရားရှိဣတိဤသောဥဒ္ဒပါတိထင်ရှားဖြစ်ပြီဘောတိတေသပ္ပနဘဂဝတာဓမ္မစက္ကေဘုံမာဒေဝသတ္တမနုဿဝေသုံဧတံဘဂဝတာဗာရဏတိယံဣတိပရဏေမင်္ဂရာယေအနုတ္တရံဓမ္မစကံပွားတိတံအပရိဝတ္တိယံ
သမဏေနဝါဗျာမဏေနဝါဒေဝေနဝါမာရေနဝါဗျာမုနဝါကေနစိဝါလောကသမိတိဘဂဝါတာမြတ်စွာဘုရားသည်ဓမ္မစကေဓမ္မစကဘဝတနာသုတ်တံတရားတော်ကိုဘဝတည်တည်ဖြစ်စေတော်မူအပ်ပြီးသောဘဝတည်တည်ဟောကြားတော်မူအပ်ပြီးသောဘုံမာမြေ၌ပြည့်ကုန်သောဘုံမာမြေ၌ဆက်စအယရ၌နေခြင်းထိုင်ကြကုန်သောဒေဝနတ်တော်သည်တတ္တံသံကိုအနုဿဝေသုံးတဆင့်စကားသိစေကြလေကုန်ပြီအနုဿဝေသုံးအာရပယကြွကြကြလေကုန်ပြီကိန္တိအဘေသောလျံအနုဿဝေသုံးတဆင့်စကားသိစေကြလေကုန်သနည်းအနုဿဝေသုံးအာရပယကြွကြကြလေကုန်သနည်းဘဂဝါတာမြတ်စွာဘုရားသည်ပါရဏတိယံပါရဏတိပြေ၏အနိဖြစ်သောဣတိပရဏေမိဂဒယေဣတိပတနာမိဂရဝယုံသာမောဆုံမြိုင်တော်၌သမဏေနဝါသမဏမြည်သူသည်၎င်းဗျာမဏေနဝါဗျာမဏမြည်သူသည်၎င်းဒေဝေနဝါနတ်သည်၎င်းမာရေနဝါမာနတ်သည်၎င်းဗျာမုနဝါဗျာမာသည်၎င်းလောကသမိလောက၌ကေနစိဝါတစုံတယောက်သည်၎င်းအပရိဝတိယံစံကြံဘက်မဖြစ်စေရမဖြစ်စေနိုင်သောအပရိဝတိယံစံကြံဘက်မဟောပြမဟောပြနိုင်သောအနုတ္တရံမိမိတည်းမြတ်သောတရားမရှိသောအနုတ္တရံမိမိတည်းမြတ်သောတရားမရှိသည်ဖြင့်အမြတ်ဆုံးအသာဆုံးထွက်ဆုံးဖြစ်ပေသောဣတံဓမ္မဣဓမ္မစကပွားနာသုတ်တံတရားတော်ကိုဝတ္တိတံဖြစ်စေတော်မူအပ်ပြီဣတိဤသောတဆန်းစကားသိစေကြကုန်ပြီဣတိဤသောကောင်းစားမသွေကြွေးကြော်ကြလေကုန်ပြီဘုံမာနံဒေဝနံသတ္တံသုတ်တော်သာတုမာရာဇိကဒေဝသတ္တမနုဿဝေသောဧတံဘဂဝတာပါရဏတိယံဣတိပရဏေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပရိဝတိယံသမဏေနဝါဗျမဏေနဝါဒေဝေနဝါမာရေနဝါဗျာမုနဝါကေနစိဝါလောကသမိတိဘုံမာနံမြေ၌တည်ကြကုန်သောဘုံမာနံမြေ၌ဆက်စအယရ၌နေကြကုန်သောဒေဝနာနတ်တို့၏သတ္တကြွကြသံကိုသုတ်တော်ကြရ၍သာဓုမာရာစိကသုမာရေဘုံ၌နေကြကုန်သောဒေဝနတ်တို့သည်သတ္တအသံကိုအနုဿဝေသုံးတဆင့်စကားသိစေကြလေကုန်ပြီအနုဿဝေသုံးကောင်းစွာမသွေကြွကြကြလေကုန်ပြီကိဉ္အနုဿဝေသုံးပေပုံပေနေကြွကြကြလေကုန်သတည်းဘဂဝါတာမြတ်စွာဘုရားသည်ပါရဏတိယံပါရဏတိပြေဤနည်းဖြစ်သောဣတိပရဏေမိဂရာယေဣတိပရဏမိဂရဝယုံသာမောဆုံမြိုင်တော်၌သမဏေနဝါသမဏမြည်သူသည်၎င်းဗျာမဏေနဝါဗျာမဏမြည်သူသည်၎င်းဒေဝေနဝါနတ်သည်၎င်းမာရေနဝါမာနသည်၎င်းဗျာမုနဝါဗျာမာသည်၎င်းလောကသမိန်လောက၌ကေနစိဝါတစုံတယောက်သည်၎င်းအပရိဝတိယံစံကြံပါမဖြစ်စေရမဖြစ်စေနိုင်သောအနုတ္တရမိမိတည်းလွန်မြတ်သောတရားမရှိ၍အမြတ်ဆုံးအသာဆုံးအထွက်ဆုံးလည်းဖြစ်ပေထသောဣတံဓမ္မဣဓမ္မစကဘဝနာသုတ်တံတရားတော်ကိုဘဝတိတံဟောပြတော်မူအပ်လည်းပြီဣတိဤသို့ကြွကြော်ကြလေကုန်ပြီသာဓုမာရာစိကနံဒေဝနံသတ္တံသုတ်တော်တာဝရိန္သာဒေဝသတ္တမနုဿဝေသုံဧတံဘဂဝတာပါရဏတိယံဣတိပတနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပတိဝတိယံသမဏေနဝါဗျာမဏေနဝါဒေဝေနဝါမာရေနဝါဗျာမုနဝါကေနစိဝါလောကသမိတိသာဓုမာရာဇိကနာဒေဝနာသုမာရိနတ်တို့၏တတ္တံကြွကြောသံကိုသုတ်တော်ကြရ၍ဒါပရိသဒေဝဒါပရိသဘုံ၌နေထိုင်ကြကုန်သောနတ်တို့သည်တတ္တံကြွကြောသံကိုအနုဿဝေသုံတဆင့်စကားကြားသိစေကြလေကုန်ပြီကိဉ္အနုဿဝေသုံအဘေသောတဆင့်စကားကြားသိစေကြလေကုန်သနည်းဘဂဝါတာမြတ်စွာဘုရားသည်ပါရဏတိယံပါရဏတိပြေ၏အနည်းဖြစ်သောဣတိပါဒနေမိဂဒာယေဣတိပါရဏမိဂဒာဝံယုံသာမောဆုံမြိုင်တော်၌သမဏေနဝါသမဏမြည်သူသည်၎င်းဗျာမဏေနဝါဗျာမဏမြည်သူသည်၎င်းဒေဝေနဝါနတ်သည်၎င်းမာရေနဝါမာနသည်၎င်း
ပြန်မှုနာဝပြန်မာသည်၎င်းလောကသမိန်လောက၌ကေနာစိဝတစုံတရားသည်၎င်းအပရိဝတ္တိယံစံကျင်ဘယ်မဖြစ်စေမဖြစ်စေနိုင်သောအနုတ္တရမိမိတံလွန်မြတ်သောတရားမရှိသည်ဖြစ်၍အမြတ်ဆုံးအသွားဆုံးအထွက်ဆုံးလည်းဖြစ်ပေထသောဧတံဓမ္မဤဓမ္မစကပွားနာသုတ်တံတရားတို့ကိုပွက်တီတန့်ကောင်းစွာမသွေဟောပြတော်မူအပ်လေပြီဣတိဤသောတဆန်းစကားသိစေကြလေကုန်ပြီတာဝရိန္ဒာနံဒေဝနံတတ္တံသုတ်တော်ယာမဒေဝတတ္တမနုဿဝေသုံဧတံဘဂဝတာဗာရဏတိယံဣတိပရဏေမိဂရာယေအနုတ္တရံဓမ္မစက္ကံပောတိတံအပရိဝတ္တိယံသမနေနဝါဗျမနေနဝါတေဝေနဝါမာရေနဝါဗျမူနဝကေနာစိဝါလောကသမိတိတာဝရိန္ဒာနံဒေဝနာတာဝရိန္ဒာနတ်တို့၏တတ္တံကြွကြိုသံကိုသုတ်တာကြောရ၍ယာမဒေဝယာမဘုံ၌နေတိုင်းကြကုန်သောနတ်တို့သည်တတ္တံကြွကြိုသံကိုနှုတ်သဝေသုံကြွကြိုကြလေကုန်ပြီကိဉ္တိအနုဿဝေသုံဘေဘုံဘေနေကြွကြိုကြလေကုန်သနည်းဘဂဝတမြတ်စွာဘုရားသည်ဗာရာဏသီယံဗာရာဏသီပြည်ဤဖြစ်သောဣတိပရဏေမိဂဒယေဣတိပရဏမင်္ဂလာဝယုံသားမို့ဆုံးမြိုင်တော်၌သမနေနဝါသမနာမြည်သူသည်၎င်းဗျမနေနဝါဗျမနာမြည်သူသည်၎င်းဒေဝေနဝါနတ်သည်၎င်းမာရေနဝါမာနသည်၎င်းဗျမုနဝါဗျမသည်၎င်းလောကသမိန်လောက၌ကေနဇီဝတစုံတယောက်သည်၎င်းအပရိဝါရိယံစံကျင်ဘယ်မဖြစ်စေရမဖြစ်စေနိုင်သောအနုတ္တရံမိမိတံလွန်မြတ်သောတရားမရှိသည်ဖြစ်၍အမြတ်ဆုံးအထွတ်ဆုံးအသာဆုံးလည်းဖြစ်ပေသောဧတံဓမ္မဤဓမ္မစကပွားနာသုတ်တံလို့ဆိုတဲ့တရားတို့ကိုဘဝတိတံကောင်းစွာမသွေဟောပြတော်မူအပ်လေပြီဣတိဤသို့တစ္ဆယစကားသိစေကြလေကုန်ပြီယာမနံဒေဝနံတတ္တံသုတ်တော်တုတိတာဒေဝတတ္တမနုဿဝေသုံဧတံဘဂဝတာဗာရဏတိယံဣတိပတနေမိဂဒာယေအနုတ္တရံဓမ္မစက္ကံပောတိတံအပရိဝတ္တိယံသမနေနဝါဗျမနေနဝါဒေဝေနဝါမာရေနဝါဗျမုနဝါကေနစိဝါလောကသမိန်တိယာမနံဒေဝနံယာမဘုံ၌နေထိုင်ကြကုန်သောနတ်တို့၏သာတံကြွကြိုသံကိုသုတ်တော်ကြရရဲ့တုတိတာဒေဝတုတိတာဘုံ၌နေထိုင်ကြကုန်သောနတ်တို့သည်တတ္တံအတန်ကိုနှုတ်သဝေသုံကြွကြိုကြလေကုန်ပြီကိဉ္တိအဘေသောလည်းယံနှုတ်သဝေသုံတဆန်းစကားကြွကြိုကြလေကုန်သနည်းဘဂဝတာမြတ်စွာဘုရားသည်ဗာရာဏသီယံဗာရာဏသီပြည်ဤအနိဖြစ်သောဣတိပရဏေမိဂရာယေဣတိပတ္တနာမိဂရာဝယုံသာမောဆုံးမြိုင်တော်၌သမနေနဝါသမနာမြည်သူသည်၎င်းဗျမနေနဝါဗျမနာမြည်သူသည်၎င်းတေဝေနဝါနတ်သည်၎င်းမာရေနဝါမာနသည်၎င်းဗျမုနဝါဗျမသည်၎င်းလောကသမိန်လောက၌ကေနစီတစုံတယောက်သည်၎င်းအပရိဝါတိယစံကြယ်ပါမဖြစ်စေရမဖြစ်စေနိုင်သောအနုတ္တရမိမိတံလွန်မြတ်သောတရားမရှိသည်ဖြစ်၍အမြတ်ဆုံးအထွတ်ဆုံးလည်းဖြစ်ပေထသောဧတံဓမ္မံဤဓမ္မစက္ကပတ္တနာသုတ်တံဥစွာတရားတို့ကိုဘဝတိတံကောင်းစွာမသွေဟောပြတော်မူအပ်ပြီးဣတိဤသို့တဆန်းစကားကြွေကြိုကြလေကုန်ပြီဒုတိဒါနံဒေဝနာတတ္တံသုတ်တော်နိမာနရတိဒေဝတတ္တမနုဿဝေသုံဧတံဘဂဝတာဗာရာဏသီယံဣတိပရဏေမိဂရာယေအနုတ္တရံဓမ္မစက္ကံဘဝတိတံအပရိဝတ္တိယံသမနေနဝါဗျမနေနဝါဒေဝေနဝါမာရေနဝါဗျမုနဝါကေနစိဝါလောကသမိန်တိဒုတိဒါနံဒေဝနံတုတိဒါနတ်တို့ဤတတ္တံကြွကြိုသံကိုသုတ်တော်ကြားရ၍နိမာနရတိဒေဝနိမာနရတိဘုံ၌နေတိုင်းကြကုန်သောနတ်တို့သည်တတ္တံကြွကြိုသံကိုနှုတ်သဝေသုံတဆန့်စကားကြွကြိုကြလေကုန်ပြီကိဉ္တိအဘေသောလည်းယံအနုဿဝေသုံတဆန့်စကားကြွကြိုကြလေကုန်သနည်းဘဂဝတာမြတ်စွာဘုရားသည်ဗာရာဏသီယံဗာရာဏသီပြည်အနိဖြစ်သောဣတိပတ္တနေမိဂဒာယေဣတိပတ္တနာမိဂရာဝံယဂုံသာမောဆုံးမြိုင်တော်၌သမနေနဝါသမနာမြည်သူသည်၎င်းဗျမနေနဝါဗျမနာမြည်သူသည်၎င်းဒေဝေနဝါနတ်သည်၎င်းမာရေနဝါမာနသည်၎င်း
ပြန်မှုနာဝပြန်မာသည်၎င်းလောကသမိန်လောကနှင့်ကေနဇီဝတစုံတည်းရောက်သည်၎င်းအပရိဝတိယစံကြံပံမဖြစ်စေရဖြစ်စေနိုင်သောအနုတ္တရမိမိတည်းလွန်မြတ်သောတရားမရှိသည်ဖြစ်၍အမြတ်ဆုံးအထွတ်ဆုံးလည်းဖြစ်ပေထသောဣဒံဓမ္မံဣဓမ္မစကပွားနာသုတ်တံဥစွာသောတရားတော်ကိုဘဝတည်တံကောင်းစွာမသွေဖြစ်စေတော်မူအပ်ပြီးဘဝတည်တံကောင်းစွာမသွေဟောကြားတော်မူအပ်ပြီးဣတိဤသောတဆန်းစကားကြွကြော်ကြလေကုန်ပြီနေမာနာရတိနံဒေဝနာတတ္တံသုတ်တော်ပရနိမိတာဝသဝတိဒေဝတတ္တမနုဿဝေသောဧတံဘဂဝတာဗာရဏတိယံဣတိပရဏေမင်္ဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပရိဝတိယံသမနေနဝဗျမနေနဝဒေဝေနဝမာရေနဝဗျမုနဝကေနစိဝလောကသမိတိနေမာနာရတိနံဒေဝနာနေမာနာရတိဘုံ၌နေထိုင်ကြကုန်သောနတ်တို့၏သာတံကြွေးကြောသံကိုသုတ်တော်ကြရyeပရဏိမိတဝသဝတိဒေဝပရဏိမိတဝသဝတိဘုံ၌နေကြကုန်သောနတ်တို့သည်သာတံကြွေးကြောသံကိုအနုဿဝေတုံတဆန့်စကားကြွေးကြောကြလေကုန်ပြီကိန္တိဘေသို့လျံအနုဿဝေတုံတဆန့်စကားကြွေးကြောကြလေကုန်သနီဘဂဝါဒမြတ်စွာဘုရားသည်ပါရဏတိယံပါရဏတိပြေဤအနိဖြစ်သောဣတိပတ္တနေမင်္ဂရာယေဣတိပရဏမင်္ဂရာဝယုံသာမောဆုံမြိုင်တော်၌သမနေနာဝသမနာမြည်သူသည်၎င်းဗျာမနေနဝဗျာမနာမြည်သူသည်၎င်းဒေဝေနဝနတ်သည်၎င်းမာရေနဝမာနသည်၎င်းဗျာမုနာဝဗျာမာသည်၎င်းလောကသမိန်လောကနှင့်ကေနစီဝတစုံတယောက်သောသူသည်၎င်းအပရိဝတိယစံကြံပံမဖြစ်စေရဖြစ်စေနိုင်သောအပရိဝတိယစံကြံပံမဟောပြနိုင်သောအနုတ္တရမိမိတည်းလွန်မြတ်သောတရားမရှိသည်ဖြစ်၍အထွတ်ဆုံးအမြတ်ဆုံးဖြစ်သောဣဒံဓမ္မဣဓမ္မစကဘဝနာသုတ်တံစွာသောတရားတော်ကိုဘဝတိတံကောင်းစွာမသွေဖြစ်စေတော်မူအပ်လေပြီဘဝတိတံကောင်းစွာမသွေဟောပြတော်မူအပ်ပြီဣတိဤသို့တဆန့်စကားကြွကြော်ကြလေကုန်ပြီပရဏိမိတဝသဝတိနံဒေဝနံတတ္တသုတ်တော်ဗျမ္မကာယိကဒေဝတတ္တမနုဿဝေသောဧတံဘဂဝတာပါရဏတိယံဣတိပတ္တနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပရိဝတိယံသမနေနဝဗျမနေနဝဒေဝေနဝမာရေနဝဗျမုနာဝကေနစိဝလောကသမိတိပရဏိမိတဝသဝတိနံဒေဝနံပရဏိမိတဝသဝတိဘုံ၌နေကြကုန်သောနတ်တို့၏တတ္တံကြွေးကြောသံကိုသုတ်တော်ကြရ၍ဗျမ္မကာယိကဗျမ္မာအပေါင်း၌ဖြစ်ကြကုန်သောဒေဝဗျမ္မာတို့သည်တတ္တံကြွေးကြောသံကိုအနုဿဝေတုတဆန်းစကားကြွေးကြောကြလေကုန်ပြီကိန္တိဘေသောလျံအနုဿဝေတုတဆန်းစကားကြွေးကြောကြလေကုန်သနည်းဘဂဝါတမြတ်စွာဘုရားသည်ပါရဏတိယံပါရဏတိပြေဤနိဖြစ်သောဣတိပရဏေမိဂရာယေဣတိပရဏမင်္ဂရာဝယုံသာမောဆုံမြိုင်တော်၌သမနေနဝသမနာမြည်သူသည်၎င်းဗျာမနေနဝဗျာမနာမြည်သူသည်၎င်းဒေဝေနဝနတ်သည်၎င်းမာရေနဝမန္နသည်၎င်းဗျာမုနာဝဗျာမာသည်၎င်းလောကသမိလောက၌ကေနစိဝတစုံတယောက်သည်၎င်းအပရိဝတိယံစံကြံပံမဖြစ်စေရန်ဖြစ်စေနိုင်သောအပရိဝတိယံစံကြံပံမဟောပြမဟောပြနိုင်သောအနုတ္တရမိမိတည်းမြတ်သောတရားမရှိသည့်အတွက်အမြတ်ဆုံးအသာဆုံးဖြစ်ပေသောဣဒံဓမ္မံဣဓမ္မစကဘဝနာသုတ်တံစွာသောဒေသနာမြတ်တုတရားဥကိုဘဝတိတံကောင်းစွာမသွေဖြစ်စေတော်မူအပ်ပါပေပြီဘဝတိတံကောင်းစွာမသွေဟောပြတော်မူအပ်ပါပေပြီဣတိဤသို့တဆန့်စကားသိစေကြကုန်ပြီဣတိဤသို့တဆန့်စကားကြွကြော်ကြလေကုန်ပြီဣတိဟတေနခနေနတေနလေယနတေနမုဟုတ်တေနယာဝဗျမ္မာလောကတတ္တောအဘုဂိစီဣတိယဤသို့လျင်တေနခနေနထောကနာ၌တေနလေယနထောလယ၌တေနမုဟုတ်တေနထောမုဟုတ်၌ယာဝဗျမ္မာလောကဗျမ္မာပြည်တိုင်အောင်ဗျမ္မာလောကဗျမ္မာဘုံတိုင်အောင်တတ္တောကြွကြော်သံသည်အဘုဂိစီမဆန့်ဘဝပြန်တော်ရတက်ပြီအယေဇာတသာသတိလောကဓာတုသံဃံပိသံပကံပိသံဘဝေတိအပမနောသဥလာရောဩဘာသောလောကေပါတုရောတိအတိတ်ကမ္မဒေဝနံဒေဝနုဘာဝန္တိအယေဇာတသာသတိလောကဓာတုဣ
တသောအတန်းရှိသောလောကရသည်လေပံကံပြီးအထက်ထက်သို့တက်ကားပြင်းစွာတုံလို့ပြီးသံပါကံပြီးအထက်အောင်နှိမ့်တုံမြန့်တုံအပြားဖြင့်ပြင်းစွာတုံလို့ပြီးသံဘဝေတိအယလေးမျက်နာရင်းတို့၍အမျိုးမျိုးအပြားအပြင်တုံလို့ပြီးအဘမနောတန်ရှိမရှိသောဥလာရောမွန်မြတ်သောဩဘာသောစတသောသောလောကဓာလွှမ်းရှုံပတ်သည့်အလင်းတတ်သည်လည်းပဲဒေဝနာနတ်ဗျာမတို့၏ဒေဝနုဘာဝနတ်ဗျာမတို့၏အာနုဘောကိုအတိတ်ကံမှကျော်လွန်၍ပါတုရောဟောသည်ကောင်းစွာမသွေထင်ရှားဖြစ်ပေါ်လေပြီအထာကောဘဂဝါဣမံဥဒါနာဥဒါနေသည်အညာတိဝတ္တဘောကွန္တညောအညာတိဝတ္တဘောကွန္တညောတိဣတိဟိတံအာယသမတောကွန္တညတာအညာတိကွန္တညောတွေဝနာမံဟောသည်အထာကောတို့အခါ၌ဘဂဝါမြတ်စွာဘုရားသည်မဥဒါနာဥဒံစကားတော်ကိုဥဒါနေသည်ကျူရန်တော်မူပြီးဂိန္တိဝဲသို့လျင်ဥဒါနေသည်ကျူရန်တော်မူသည်ဘောဩယံတို့ကွန္တညသည်အညာတိဝတ္တသစ္စာ၄ပါးကိုထိုးထွင်းရသိပေပြီတကားဘောဩယံတို့ကွန္တညသည်အညာတိဝတ္တသစ္စာ၄ပါးကိုထိုးထွင်းရသိပေပြီတကားဣတိဤသောဥဒါနာဥဒံကိုဥဒါနေသည်ကျူရန်တော်မူခဲ့လည်းပြီဣတိဟိဥဒံစကားကြောင့်သာလျင်အာယသမတော်ကွန္တညသာရှင်ကွန္တညဤအညာသည်ကွန္တညောတေဝအညာသည်ကွန္တညဟူ၍သာလျင်ဣဒံနာမအေးမြည်သည်ဩသည်ဖြစ်ပေါ်လာခဲ့လည်းပြီအထာကောအယသမအညာသည်ကွန္တညောဒိဋ္ဌဓမ္မောပတ္တဓမ္မောဝိဒိတာဓမ္မောပရိယောဂာလဓမ္မောဒိဏဝေစိကိစ္စဝိကတာကရံကတောဝေသာရိစ္ဆာပတ္တောအပရာပစ္စယောတတ္တုသာသနေဘဂဝန္တံဧတတဝောဇာလဘေယံပန္တိဘဂဝတောတန္တိကေပပိသံလဘေယံဥပသံပရန္တိဧဟိဘိက္ခုတိဘဂဝဝောဇာဝေဃာတောဓမ္မောစရဗျမ္မစရိယံသမ္မာဒုက္ခသာအန္တကိရိယာယာတိသာဝတ္တတအယသမတောဥပသံပရဩတိတိအထာကောထိုအခါ၌အာယသမညာတိကွန္တညောအရှင်အညာတိကွန္တညာတိဒိဋ္ဌဓမ္မောမြင်အပ်ပြီးသောသစ္စာ၄ပါးတရားရှိသည်ပတ္တဓမ္မောရောက်အပ်ပြီးသောသစ္စာ၄ပါးတရားရှိသည်ဝိဒိတာဓမ္မောသိအပ်ပြီးသောသစ္စာ၄ပါးတရားရှိသည်ပရိယောဂာလဓမ္မောထဲဝံခြင်းသဲဝင်အပ်ပြီးသောသစ္စာ၄ပါးတရားရှိသည်တိဏဝေစီကိစ္စလွန်မြောက်ပြီးသောဝေစီကိစ္စရှိသည်ဝိကတာကရံကတောကင်းသောသို့လောဟုတွေးတော့ယုံမှခြင်းရှိသည်သတ္တုသာသနိမြတ်စွာဘုရားသာသနာတော်၌ဝေသာရိဇာပတ္တောကြောက်ရွံ့ရှင်ကံရည်တဲ့သူဖြစ်သောရောက်သည်အပရာပစ္စယမိမိမှာတပ္ပချသူဟူသောယုံကြည်ထိုက်သူမရှိသည်အပရာပစ္စယမိမိမှာတပ္ပချသူဟူသောယုံကြည်စရာမလိုသည်ဟုတ်တော်ဖြစ်၍ဘဂဝန္တံဘုံတို့ရှောက်ဆုံးတော်ကုန်၌ပြည့်စုံတော်မူသောဖျားခြင်းကိုရောမြတ်ကိုဧတံဧဇဂကိုဝါစာကောင်းစွာမသွေလျောက်တော်ရှာခဲ့လေပြီဂိမ်းအဘေသောလျောက်တော်ရှာခဲ့လေသည်ဗန္ဒီဘုံတို့ကြီးသာမြတ်စွာဘုရားအံတပည့်တော်ကွန္တညသည်ဘဂဝါတော်မြတ်စွာဘုရား၏တန်တိကေထံတော်၌ပပိစံရှင်ပြိုက်ကိုလဘေယံရလိုပါ၏လဘေယံရပါရစေဥပါဒံပရံထက်တန်ကြသောပြည့်စုံခြင်းကိုဥပါဒံပရံမြင့်မြတ်သောယံအဖြစ်ကိုလဘေယံရလိုပါ၏လဘေယံရပါရစေဣတိဤသောဝါစာကောင်းစွာမသွေလျောက်တော်ရှာခဲ့လေပြီဘိက္ခုယဟံအေလာလောဓမ္မောတရားကိုပွက်ခါတော်ကောင်းစွာဟောကြားတော်မူအပ်ပြီသမ္မာကောင်းစွာဒုက္ခသာတေဘုမကဝတ္တုခတရားဤအန္တကိရိယာယာဆုံးကိုပြုခြင်းကဗျမ္မာစရိယံထက်မဲ့သုံးပါးတည်းဟူသောမြတ်သောအကျင့်ကိုစရာကျင့်ကြံကြုတ်ကိုအရုပ္ပါတို့ဣတိဤသောဘဂဝါမြတ်စွာဘုရားသည်အဝေါဇာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေပြီသာဝသာဧဝထိုဧဟိဘိက္ခုဟူသောစကားသည်သာလျှင်ဒါသအာယသမသောထိုအရှင်အညာသည်ကွန္တညာမတေဤဥပါသမ္ပဒမြတ်မြတ်သောယဟန်ဖြစ်သည်ဩသည်ကောင်းစွာမသွေဖြစ်ခဲ့လေပြီဓမ္မစကားပွားနာသုတ်တံပွင့်ကြစုသင်္ယမှုတို့ကြည်ပြူလေးစွာဟောကြားမြင့်ဖြစ်သောဓမ္မစကားပွားနာသုတ်တံစွာသောဒေသနာမြတ်တုတရားဟူသည်
လိုက်ဒီတံလိုက်တံဤတံပြီးဆုံးရှင်းသောကောင်းစွာမသွေရောက်ပါပဲပြီသမ္မာဗုဒ္ဓ ाนุ ဘာဝေနသကင်္ဂဝါလူသက်စုမကပွင့်တော်မူကြပေကုန်သောအာရဟံသဘဂဝါဆုံးရှိသောကိုယ်ဘောတော်ကိုယ်တော်နှင့်ပြည့်စုံတော်မူကြပေကုန်သောဖျားရှင်ကိုရောမြတ်တို့တကုတ်တည်းသောအာနုဘော်တော်ကြောင့်၎င်းသဗ္ဗဓမ္မာနုဘာဝေနသသွဲခါတတသလာသည်၆ပြားသောဂုဏ်တော်နှင့်ပြည့်စုံတော်မူကြပေကုန်သောမေလေတံဘောလေတံနိဗ္ဗာန်ပရိယဟုစွာသောစေတံသောတရားတော်များပေါင်းတို့တကုတ်တည်းသောအာနုဘော်တော်ကြောင့်၎င်းသဗ္ဗသံဃာနုဘာဝေနသဥပရိပါဏာတာသလာသည်ကိုပြသောဂုဏ်တော်နှင့်ပြည့်စုံတော်မူကြပေကုန်သောသင်္ဃာတော်ရှင်သူမြတ်တို့တကုတ်တည်းသောအာနုဘော်တော်ကြောင့်၎င်းအိမိနာဓမ္မစကပွတ္တနာသုတ်တနုဘာဝေနသယခုရွတ်ဆိုပူဇော်လိုက်ရသောဓမ္မစကပွတ္တနာသုတ်တံဒေသနာတော်မြတ်၏တကုတ်တည်းသောအာနုဘော်တော်ကြောင့်၎င်းမတ္တနာကဘာသူကဘာသောတတ္တဝါအလုံးတို့၏အိသရိကဘာဟိရေသူကိုရံကိုပဏနာနာစီတို့၌သဗ္ဗံရာယကြာရောက်စေကြောက်လက်တိုင်းဖြစ်သောအန္တရေဟုသမျှယံစေဝဝါတို့သည်ဝိနာသန္တုနေရှိထိပြောက်နေရပါသို့လွတ်ပြောက်ကင်းစင်နိုင်ကြပါစေကုန်သတည်းအိဋ္ဌမင်္ဂလာနှင့်ကောင်းကျိုးချမ်းသာအိဋ္ဌအတွေ့တွေကျက်တရေမင်္ဂလာမှန်သမျှတို့သည်ဝဒန္တုတနေ့တခြားတက်နေလာသို့တိုးပွားရင်သာနိုင်ကြပါစေကုန်သတည်းပဇာသဘာသုတ်တယံတုဗုဒ္ဓဟံတုသူမင်္ဂလာဒုသိတုဒုက္ခရင်ကာမိပုရိန္တုသဗ္ဗပါရမီပဇာသဘာကိုစီကိုငါကိုဒေသာနှင့်ပြောကြဆက်ရတတ္တဝါဟုသမျှတို့သည်သုတ်တယံတုအိမ်မယာမဲကောင်းစွာမဲ့၍နှိမ့်သက်ကြည်သာအိပ်ဆက်နိုင်ကြပါစေကုန်သတည်းသူမင်္ဂလာမင်္ဂလာကျက်တရေရှက်ဝေလန့်သဖြင့်စံပွင့်ကြကုန်သည်ဖြစ်၍ဗုဒ္ဓံတုကောင်းစွာမိုးသောအလင်းရောက်၍ထမြောက်နိုးကြနိုင်ကြပါစေကုန်သတည်းဒုက္ခရင်ကာမိအပိဒုက္ခတိရောက်မြေကြောင်းမကောင်းငြိတ်ဆိုအကုသိုလ်ဒုစရိုက်မျိုးကိုဒုသိန်တုသူတို့လက်နဲ့တရားဆက်ဖြင့်ဖြိုပြဲနိုင်ကြပါစေကုန်သတည်းသဗ္ဗပါရမီအလောင်းလရာဖြည့်ကောင်းရသည်သုံးဖြာစေလီပါရမီပေါင်းအကျင့်ကောင်းကိုပုရိန္တုတဆင့်တဲ့တဆင့်ရင်တည်းရင်အောင်မလင်ပုံသေးဖြည့်ကျင့်နိုင်ကြပါစေကုန်သတည်းဆက်လက်ပြီးတော့ယတနာသုံးပါးကိုကိုယ်စိတ်ကလျက်ရှိကြကုန်သောအကျွန်ုပ်တို့နဲ့တကွာကဘာသူကဘာသောတတ္တဝါအလုံးကျမ်းမာစေဖို့ရှမ်းသာစေဖို့ဘုရားရှင်ကိုရောမြတ်ကြီးအတွင်အောင်ခြင်းမင်္ဂလာရှိပါအပြင်အောင်ခြင်းမင်္ဂလာရှိပါပါဠိမြန်မာနတ်ဘာသာတို့ဖြင့်သိစားပြုရအောင်ဆုတောင်းကြရအောင်ဘာဝသာသမပိနိမိတာသာဝုဒန္တံဂိရိမေခလံဥဒိတာဂောရံသတေနာမာရံဒါနာရိဓမ္မဝိဒိနာစိတဝါမုနိတောတံဒေသသာဘဝတုမေစယမင်္ဂလေကံယောမုနိတောအကျဉ်းမြတ်စွာဘုရားသည်ဂိရိမေခလံဂိရိမေခလအမည်ရှိသောဆံကိုဩဒိတံတက်စီတာသောအဘိနိမိတာသာဝုဒန္တံအလွန်ဖန်ဆင်းရသောလက်နဲ့တကွဖြစ်သောဘာဝံသာဟသတောင်းသောလက်ယုံရှိတာသောဂောရံကြံတန်းလစွာရသောသသေနာမာရံစေတိနှင့်တကွသောမာနတကိုဒါနာတိဓမ္မဝိဒိနာဒါနပါရမီစရှိသောတရားတည်းဟုသောစီရင်ဖြင့်ဇိတဝါကောင်းစွာမသွေအောင်တော်မူခဲ့လေပြီတိုင်တေသသာမာနတကိုအောင်တော်မူသောတော်မြတ်စွာဘုရား၏တကုတ်တေဆိုအာနုဘောအဖြင့်မေယာမကံအကျွမ်းတို့အကံမြတ်သောဇယမင်္ဂလာအောင်ရအောင်ကြောင့်အောင်ချက်မင်္ဂလာသည်ဘဝတုမုတ်ချမသွေဖြစ်ပါစေတည်းမာရတိရေကမဘိယုစိတာသဗ္ဗရတ္တိဂောရံပနာလဝကမေခမထတ္တယခံခန္ဒီသုတန္တဝိဒိနာစိတဝါမုနိတောတံတေဇသာဘဝတုမေဇယမင်္ဂလေကံယောမုနိတောအကျဉ်းမြတ်စွာဘုရားသည်
မာရတိရေကမာနတတဲ့အလွန်သဗ္ဗရာတိညိသုံးရပတ်လုံးအပိယုတ်စိတ်တံအလွန်စိတ်ထိုးနိုင်ထသောကောရံကြောက်မဲ့ဝဲရှိတသောအခမံသူတော်ဘာတို့သည်တိခနိုင်ခဲ့ထသောထိုင်တံကြမ်းတမ်းခက်မှလှစွာထသောအာလာဝကမြည်ရှိသောယခံပဏဘလူကိုကခန္တီသုတ္တန္တဝိရိနာသိခံတော်မူခြင်းကောင်းစွာယဉ်ကျေးတော်မူခြင်းတည်းဟုသောစီရင်ဖြင့်စိတဝါကောင်းစွာမသွေအောင်တော်မူခဲ့လည်းပြီတန်တေဇာသအာလာဝကဘလူကိုအောင်တော်မူသောတော်မြတ်စွာဘုရား၏တကုတ်တေသောအာနုဘောအဖြင့်မိအမကကျွမ်းတို့အားဧကံမြတ်သောဇယမင်္ဂလာအောင်ကျက်မင်္ဂလာသည်ဘဝတုမုတ်ချမသွေဖြစ်ပါစေတည်းနာလာဂိရိင်္ဂဇဝရံအဓိမတ္တဗုဒ္ဓံဒါယေဂိသက္ကမသနိဝသုဒ္ဓရုဏန္တံမိတ္တံဘုသေကဝိဒိနာစိတဝမုနိတောတံတေဇသဘဝတုမေဇယမင်္ဂလေကံယောမုနိတောကျင့်မြတ်စွာဘုရားသည်ဒါယေဂိသက္ကမသနိဝတောမိမိုးကြိုဆက်ခဲ့သောသုဒ္ဓရုဏတအလွန်ကြမ်းကြုတ်စွာထသောအတိမတ္တဗုဒ္ဓအလွန်မုံရိပ်စွာထသောနာလာဂိရိအမည်ရှိတသောကဇဝရံမြတ်သောမင်းစီစံကိုမိတ္တံဘုသေကဝိဒိနာမေတ္တာတို့ရေကိုသွမ်းခြင်းတည်းဟုသောအစီရင်ဖြင့်စိတဝါကောင်းစွာမသွေအောင်တော်မူခဲ့လည်းပြီတန်တေဇသာနာလာဂိရိစံကိုအောင်တော်မူသောထိုမြတ်စွာဘုရား၏တကုတ်တေသောအာနုဘောဖြင့်မိအမကကျွမ်းတို့အားအခံမြတ်သောဇယမင်္ဂလာအောင်ကျဲမင်္ဂလာသည်ဘဝတုမုတ်ချမသွေဖြစ်ပါစေတည်းဩဂိတာခေကမပိယတာသုဒ္ဓရုဏန္တံဒါဝံတိယောဇနံပထေဂုဏိမာလဝန္တံဣတိပိသံဃတမနောစိတဝမုနိတောတံတေဇသာဘဝတုဇယမင်္ဂလေကံယောမုနိတောကျင့်မြတ်စွာဘုရားသည်ဩဂိတဧကမပိဟတာသုဒ္ဓရုဏန္တံရှိအပ်သောတန်လျက်လက်၌ရှိသည်ဖြစ်၍အလွန်ကြမ်းကြုတ်စွာထွသောတိယောဇနာပဒံသုံးယူဇနာရှိသောခရီးကိုဒါဝံတဟုန်တိပြေးစွမ်းနိုင်ထသောအင်္ဂုလီမာလဝန္တံလက်ညှိုးတည်းဟုသောပန့်ရှိသောခိုးသူကိုဣတိပိသံဃတမနောတကုတ်တို့အားဖြင့်ဖန်ဆင်းအပ်သောနှလုံးရှိသည်ဖြစ်၍စိတဝါကောင်းစွာမသွေအောင်တော်မူခဲ့လည်းပြီတန်တေဇသံအင်္ဂုလိမာလအမည်ရှိသောကိုသူကိုအောင်တော်မူသောထိုမြတ်စွာဘုရား၏တကုတ်တေသောအာနုဘောအဖြင့်မိအမကအကျွမ်းတို့အားဧကံမြတ်သောဇယမင်္ဂလာအောင်ကျက်မင်္ဂလာသည်ဘဝတုမုတ်ချမသွေဖြစ်ပါစေတည်းကတ္တဝနာကတ္တမုဒရံဣဝါကပိနိယံစင်ဇာယာဒုဒ္ဓဝဇနံဇနကာယာမိစေမန္တေနာသောမဝိဒိနာစိတဝမုနိတောတံတေဇသာဘဝတုမေဇယမင်္ဂလေကံယောမုနိတောကျင့်မြတ်စွာဘုရားသည်ကာတံသစ္စာကိုကပ္ပိနိယကိုဝံဆောင်သောဥဒရံဣဝဝံကဲ့သို့ကတ္တဝနာပြုလာ၍ဇနကာယာမေစေတရားနာပရိသတ်ဖြစ်သောသူယဟန်အပေါင်းတို့၏အလေ၌စင်ဇာယစင်ဇမာနဝိကအမည်ရှိသောမိမာညက်၏ဒုဒ္ဓဝါစနာဆွေဆွေသောအပြင်ဖြည့်စီသောစကားကိုတန်တေနညီသက်စွာသောဘောမဝိဒိနာဖြူစင်စွာသောအစီရင်ဖြင့်စိတဝါကောင်းစွာမသွေအောင်တော်မူခဲ့လည်းပြီတန်တေဇာသစင်ဇမာနဝိကအမည်ရှိသောမိမာညက်၏ဆွေဆွေသောအပြင်ဖြည့်စီသောစကားကိုအောင်တော်မူသောထိုမြတ်စွာဘုရား၏တကုတ်တေသောအာနုဘောအဖြင့်မိအမကကျွမ်းတို့အားအခံမြတ်သောဇယမင်္ဂလာအောင်ကျက်မင်္ဂလာသည်ဘဝတုမုတ်ချမသွေဖြစ်ပါစေတည်းသေဇံဝိဟာယအတိသိစ္စကဝါဒကေတုံဝါဒပိရောပိဓမ္မနာတိယန္တဗုဒ္ဓံပညာပရိပဇလိတောစိတဝါမုနိတောတံတေဇာသဘဝတုမေဇယမင်္ဂလေကံယောမုနိတောကျင့်မြတ်စွာဘုရားသည်သေဇံမှန်ကန်သောစကားကိုဝိဟာယဆွံ့၍အတိ
သစ္စကဝါဒကေတုံမမှန်သည်ကိုမှန်သည်ဟုဆိုအပ်သောဝါဒတိဟုသောမှန်ကန်ရှိသောဝါဒပိရောပိဓမ္မနာမိမိဝါဒဖြင့်သူတစ်ပါးတို့အားနှိမ့်နှံလိုသောစိတ်ရှိတတ်သောအတ္တိအန္တာဘုဒ္ဓအလွန်မိတ်မိလှစွာထသောဧကီဝေဒနာမြည်ရှိသောသစ္စကပရိပိုက်ကိုပညာပရိပဇလိတောပညာတော်ဒီဟုသောစီမိတစောင်းကိုညှိထွန်းတော်မူသည်ဖြစ်၍ဇိတဝါကောင်းစွာမသွေအောင်တော်မူခဲ့လေပြီတန်တေဇာသဧကိဝေဒနာမြည်ရှိသောသစ္စကပရိပိုက်ကိုအောင်တော်မူသောတော်မြတ်စွာဘုရား၏တကုတ်တည်းဆိုအာနုဘောဖြင့်မေအာမကကျွမ်းတော်တို့အားဧကံမြတ်သောဆရာမင်္ဂလာအောင်ကျက်မင်္ဂလာသည်ဘဝတုမௌရှမသွေဖြစ်ပါစေတည်းနန္တောပနန္ဒာဘုဇကံဝိဝိတမဟိတိပုတ်တေနာထေရဘုဇကေနာဒုနပယံတောဣဂျူပရိသာဝိတိနာစိတဝါမုနိတောတံတေဇသာဘဝတုမေဆရာမင်္ဂလေကံယောမုနိတောကျင့်မြတ်စွာဘုရားသည်ဝိဝေဒံထုတူအပြားပြားရှိသောမဟိတိကြီးသောတကုတ်ရှိသောနန္တောပနန္ဒာဘုဇကနန္တောပနန္ဒာမြည်ရှိသောနဂမင်ကိုထေရဘုဇကေနာကြီးမြတ်သောနဂမင်ဖြစ်တော်မူသောပုတ်တေနာသာတော်ရှင်မောက္ခလံကိုဒုနာပယံတော်အခိုအလျံကိုထွက်စေလျက်ဣဒုပရိသာဝိဒိနာတကုတ်တို့ဖန်ဆန်းခြင်း၌နိညွန်ဥပရေကိုပေးသောအစီရင်ဖြင့်ဇိတဝါကောင်းစွာမသွေအောင်တော်မူခဲ့လေပြီတန်တေဇသာနန္တောပနန္ဒအမည်ရှိသောနဂမင်းကိုအောင်တော်မူသောတော်မြတ်စွာဘုရား၏တကုတ်တည်းဆိုအာနုဘောဖြင့်မေအမကကျွမ်းတို့အားဧကံမြတ်သောဆရာမင်္ဂလာအောင်ကျက်မင်္ဂလာသည်ဘဝတုမௌရှမသွေဖြစ်ပါစေတည်းဒုက္ခဟာဒိဋ္ဌိဘုဇကေနာသုတထဟတံဗျာမံသုတံသုတိမိတ်တိပဂာပိဒါနံညာနာကရေနာဝိဒိနာစိတဝါမုနိတောတံတေဇသာဘဝတုမေဆရာမင်္ဂလေကံယောမုနိတောကျင့်မြတ်စွာဘုရားသည်ဒုက္ခဒိဋ္ဌိဘုဇကေနာမကောင်းသောအယူမိစ္ဆာဒိဋ္ဌိတိဟုသောမွေသည်သုတတဟတံပြင်းစွာကြိတ်အပ်သောလက်ရှိထသောသုတံကျော်စောစွာထသောသုတိမဟိတိတောက်ပသောကြီးသောတကုတ်ရှိတတ်သောဘဂဗိဒါနံပကအမည်ရှိသောဗျာမန်မင်းကြီးကိုညာနာကရေနာညံတို့တိဟုသောစိတ်ကိုပျောက်စေတတ်သောစိတ်ဟုဆိုသောဝိဒိနာအစီရင်ဖြင့်စိတဝါကောင်းစွာမသွေအောင်တော်မူခဲ့လေပြီတံတေဇသာပကအမည်ရှိသောဗျာမမင်းကိုအောင်တော်မူသောတို့မြတ်စွာဘုရား၏တကုတ်တော်အပြင်မေအမကအကျွမ်းတို့ဧကံမြတ်သောဆရာမင်္ဂလာအောင်ကျက်မင်္ဂလာသည်ဘဝတုမௌရှမသွေဖြစ်ပါစေတည်းဆက်လက်ပြီးတော့မြတ်စွာဘုရား၏အတွင်းအောင်ရှင်မင်္ဂလာဂါထာပိတ်တို့ဖြင့်သိစာပြုပြီးတော့ဆုတောင်းကြရအောင်အဝိဇ္ဇာအန္တာကောသမိတတ္တေတနာဇလာဘုဇေဓမ္မဒါနာနိခာမေတိဒေသနာညာနာတေဇသာဧဒေနာသစ္စာဝိဇေနာဟောတုမေဇယမင်္ဂလံအဝိဇ္ဇာအန္တာကောသမိအဝိဇ္ဇာတိဟုသောဥက္ခွန်တွင်၌တနာဇလာဘုဇေတနာတိဟုသောသအိမ်၌ဖြစ်ကုန်သောတတ္တိသတ္တဝါတို့ကိုဒေသနာညာနာတေဇသာဒေသနာညာတို့တိဟုသောတကုတ်တို့ဖြင့်ဓမ္မာဒါနာတော်ဝိဇ္ဇာဥက္ခွန်တနာသအိမ်ရမနိုင်ကာမေသည်ကောင်းစွာမသည်ထွတ်မြောက်စေတော်မူခဲ့လေပြီဧဒေနာသစ္စာဝိဇ္ဇေနာဤသို့သောမှန်ကန်သောဝစီပနာမသစ္စာစကားကြောင့်မေအာမကအကျွမ်းတို့အားဇယမင်္ဂလာအောင်ကျဲမင်္ဂလာသည်ဟောတုမௌရှမသွေဖြစ်ပါစေတည်းမဟာမောဟန္တာကရေနာပိဗုဒေမာစနေပညာစေကုံလဘပေတိညာနာလောကေနသောစိနောဧဒေနာသစ္စာဝိဇ္ဇေနာဟောတုမေဇယမင်္ဂလံသောစိနောတော်မြတ်စွာဘုရားသည်ညာနာလောကေနဉာဏ်တော်တည်းဟုသောလက်ရောင်ဖြင့်မဟာမောဟန္တာကရေနာကြည်စွာသောအမိတ်တိုက်တည်းဟုသောမောဟသည်အပိဗုဒေအလွန်နှင့်စေအကုန်သောမဟာဇနေတိုက်တည်းမြတ်စွာကုန်သောသတ္တဝါတို့ကိုပညာစေကုပညာတော်တည်းဟုသောစက္ကုကိုလဘပေသည့်ကောင်းစွာမဲ့သွေရစေတော်မူခဲ့လေပြီဧဒေနာသစ္စာဝေဇနာဤသို့မှန်ကန်သောဝစီပနာမသစ္စာစကားကြောင့်
မေယမကကျွမ်းတော်တို့အားဇေယမင်္ဂလာအောင်ကျက်မင်္ဂလာသည်ဟောတုမောက္ခမသွေဖြစ်ပါစေတည်းရာဂာတိအကိဇာလေဟိတတ္တကာယမာဇနံနိဗ္ဗာပေတိနရနာထောအတ္တမေကံကဝါရိနာဧတေနာသိစ္ဆဝိဇေနာဟောတုမေဇေယမင်္ဂလံနာရနာတော်လူသုံးပါးတို့၏ကိုယ်ကိုယ်ရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ရာဂာရိအကိဇာလေဟိရာဂအစရှိသောမိနယံတို့ဖြင့်တတ္တကာယံပူလောင်သောကိုရှိသောမာဇနံမြတ်စွာသောတတ္တဝါကိုအတ္တမေကံကဝါရိနာမေကံရှိပတိဟုသောရေစဉ်ဖြင့်နိဗ္ဗာပေသည်ငြိမ့်စေတော်မူခဲ့လေပြီဧတေနသိစ္စာဝေဇနာဤသောမင်္ဂသောဝစီပနာမှာသိစ္စာစကားကြောင့်မေအမကအကျွမ်းတို့အားဆရာမင်္ဂလာအောင်ကျင့်မင်္ဂလာသည်ဟောတုမောက္ခမသွေဖြစ်ပါစေတည်းစတုရောဂေဟိဝံချန္တိကံပိရေသန္တာရဏဝေဩဒ္ဒါရေတိမဟာဝီရောဓမ္မနာဝါယအနာယကောဧတေနသစ္စာဝေဇေနာဟောတုမေဇယမင်္ဂလံမဟာဝီရောကြည်မြတ်သောလုံလရှိတော်မူသောနာယကောလူသုံးပါးတို့ကိုနိဗ္ဗာန်သို့ပို့ဆောင်တော်မူတတ်သောမြတ်စွာဘုရားသည်ကံဗီရေနက်လာစွာတတ်သောသန္တရာနဝေသန္တရာတိဟုသောသမုဒ္ဒရာ၌စတုရောဂေဟိလေးပါးသောအရင်တို့ဖြင့်ဝံချန္တိမျိုးကုန်သောသရဝါတို့ကိုဓမ္မနာဝါယတရားတော်ဒီဟုသောလေဖြင့်ဥဒ္ဒါရေတိကေတံတော်မူခဲ့လေပြီဧတေနာသိစ္စာဝိဇ္ဇနာဤသို့သောသိစ္စာစကားကြောင့်မေအမကအကျွမ်းတို့အားဆရာမင်္ဂလာအောင်ရှင်းမင်္ဂလာသည်ဟောတုမောက္ခမသွေဖြစ်ပါစေတည်းသန္တာရစာရကံလောကနေသံဒုက္ခေနာပိလိတံနိဗ္ဗာနပုရပပေတိယာနတေနသောစိနောဧတေနသစ္စာဝေဇေနာဟောတုမေဆရာမင်္ဂလံသောစိနောထုံမြတ်စွာဘုရားသည်သန္တာရစာရကသန္တာရနှင့်ကျင်လေထသောဒုက္ခေနာစာတိစသောဒုက္ခဖြင့်နေဇံအမြေပိလိတံနှဲစေအပ်သောလောကံလူဘုံကိုယာနတေနယင်သုံးပါးတို့၏ပေါင်းဖြင့်နိဗ္ဗာန်ပူရနိဗ္ဗာန်ကျွေပြင်းမြတ်သောပါပေသည်ကောင်းစွာမသွေရောက်စေတော်မူခဲ့လေပြီဧတေနာသိစ္စာဝိဇေနာဤသို့သောဝစီပရမသိစ္စာစကားကြောင့်မေယမကကျွမ်းတို့အစရမင်္ဂလာအောင်ကျက်မင်္ဂလာသည်ဟောတုမောက္ခမသွေဖြစ်ပါစေတည်းကာယတမုခာရိသဗ္ဗေဟိတတ္တကာယမာဇနံနိဗ္ဗာပေတိမာဒီရောနာထောတိလောကဝိဇ္ဇကောဧတေနာသိစ္စာဝိဇ္ဇေနာဟောတုမေဇယမင်္ဂလံမာဒီရောကြည်မြတ်သောပညာရှိတော်မူထသောတိလောကဝိဇ္ဇကောလူသုံးပါးတို့၏စေသမသဘွေဖြစ်တော်မူထသောနာထောလူနာမြမသတ္တဝါတို့၏ကိုးစားရာအစိမ့်မှန်ဖြစ်သောမြတ်စွာဘုရားသည်ကာယတမုခာရိသဗ္ဗေကတ္တမုခာစရှိသောမူလိစဉ်တို့သည်တတ္တကာယံကိယသောခန္ဓာကိုရှိသောမာဇနံမြတ်စွာသောတတ္တဝါကိုနိဗ္ဗာန်ပေသည်ညှိစေတော်မူခဲ့လေပြီဧတေနာသိစ္စာဝိဇေနာဤသို့မှန်ကန်သောဝစီပနာမှာသိစ္စာစကားကြောင့်မေယာမကကျွမ်းတို့အားဇေယမင်္ဂလာအောင်ကျဲမင်္ဂလာသည်ဟောတုမောက္ခအမသွေဖြစ်ပါစေတည်းသန္တာရဒုက္ခကန္တာရကိလေသာသောရပိလိတံခေမန္တာဘူမိန်တာရေတိသတ္ထဝါဟောဝိနာယကောဧတေနာသစ္စာဝေဇေနာဟောတုမေဇယမင်္ဂလံသတ္ထဝါဟောယင်မှုသောဘွေဖြစ်တော်မူသောဝိနာယကောတတဝါတို့ကိုနိဗ္ဗာန်သို့ပို့ဆောင်တော်မူတတ်သောမြတ်စွာဘုရားသည်ကိလေသာသောရပိလိတံကိလေသာဒီဟုသောကိုသူတို့သည်နှိမ့်စေအပ်သောတတဝါပေါင်းကိုသန္တာရဒုက္ခကန္တာရသန္တာရဆင်းရဲတိဟုသောခရီးခဲမှခေမန္တဘူမိဘေးမရှိယနိဗ္ဗာန်ရွှေပြင်းမြတ်သောဒါရေသည်ကောင်းစွာမသွေပို့ဆောင်ထောက်ကြကုမြောက်စေတော်မူခဲ့လေပြီဧတေနသစ္စာဝေဇေနာဤသောမင်္ဂသောဝစီပနာမသစ္စာစကားကြောင့်မေအမကအကျွမ်းတို့အားဆရာမင်္ဂလံအောင်ကျက်မင်္ဂလာသည်ဟောတုမောက္ခမသွေဖြစ်ပါစေတည်းပိဉ္စာတာလိသဝတ္တနိထတ္တဝလောကံသရေဝကံပိဝယိတ်တွဓမ္မရတနိဗ္ဗုတောသောသသဝကော
ဧတေနာသစ္စာဝေစေနာဟောတုမေဇယမင်္ဂလံသောထိုဆိုအပ်ပြီးသောကျေးဇူးကုန်ပေါင်းတို့နှင့်ပြည့်စုံတော်မူပြီးသောမြတ်စွာဘုရားသည်ပိစတာလီသာဝတ္တနိလစ်စင်ငါဝါလစ်စင်ငါးနှစ်တို့ကာလပတ်လုံးထတ်တွားတည်တော်မူ၍သရေဝကံ၌နှင့်တကွာသောလောကလူပန်းကိုဓမ္မရာသံတရားတော်ဒီဟူသောမြတ်ရာသာကိုပိဝရိတ်တွားသောစေတော်မူပြီး၍သသာဝကောတပိသာဝကသံဃာပေါင်းနှင့်တကွနေဗုတောပြိဋိဘဝင်ဆိုင်ရှုံညီပုံစသိမ့်တော်မူခဲ့လေပြီဧတေနာသစ္စာဝိဇေနာဤသို့မှန်ကန်သောဝစီပနာမှာသစ္စာစကားကြောင့်မေအမက